ဒီကနေ့သာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ပြာသူလပြည့်ကျော်73ရက်ဗုဒ္ဓဟူးနေ့ခရစ်နှစ်က9ရက်2လ2024ခုနှစ်စင်ကူနိုင်ငံစိန့်ကျွန်း၌မာစီဆရာတော်ဘုရားကြီးဤဥပနိဒေယအတိုင်းဖွင့်လှစ်သောဝိပဿနာအလုပ်ပြီး9ရက်တရားစခန်းပွဲကြီးသုဒ္ဓမြောက်တဲ့နေ့နာနဲ့8နာရီ၌သစ္စာတရားတွေနဲ့ဝိပဿနာတရားတွေကျူးစာပွားများအားထုတ်နေကြတဲ့ယောဂီသူတော်ကောင်းတို့အားအတုဝိတောပမတုတ်တံအစိတ်ပြင်းတဲ့မွေးဥပမာကိုအခြေခံပြီးဟောကြားအပ်တော်တဲ့ပြေးပါတော့လားအိုလူသားပထမပိုင်းအလုတ်ပေးတရားတော်ဇီရန္တိဝေရာဂရထသူစိတ်တာသောသတိရံပိဇရံဥပေတိတတင်္သဓမောနာဇရံဥပေတိတန္တာဟဝေတပိဘဝေတယန္တိဧတေနသစ္စေနတုဝတိဟောတုသူစိတ်တာလွန်တရားဆန်းကျဲစွာပြုလုပ်အပ်ကုန်သောရာဇရထမင်းစီယထာတို့သည်ဇီရန်ဒီဆွေမြေယိုယွင်အိုမင်းကြရလေကုန်ဤအထောထိုမတပါတရိရံပိတူတူငါငါတို့ဤခန္ဓာသည်လည်းပဲဇရံဆွေမြေယိုယွင်အိုမင်းချင်းတို့ဥပေတိကရောက်ရပါပေ၏တတံသူတော်ကောင်းတို့ဤတတံမင်းစသူတော်ကောင်းတရားဒီကသရံဆွေမြေယိုယွင်အိုမင်းချင်းတို့နာဥပေတိဘယ်သောအခါမှမကပ်ရောက်ပါကြီးတတမထို့ကြောင့်တန်တာဖျားစများလှတောင်းတောင်းပညာရှိသူတော်ကောင်းပေါင်းတို့သည်တပိသူတော်ကောင်းတရားတွေကိုတပိသူစရိုက်တရား10ပါးဗောဓိပက္ခိယတရား38ပါးဝိပဿနာတရားမတရားဖို့တရားနိဗ္ဗာန်တရားဒီဟူသောသူတော်ကောင်းတရားတွေကိုဘဝေတယံဒီနှစ်လိုအာယံချီးမွမ်းတော်မူကြလေကုန်၏ဧတေနသစ္စေနဤဒေသနာသစ္စာစကားကြောင့်သူဝတိဟောတုတတဝါတွေချမ်းသာကြပါစေကုန်တည်းကုတရားစခန်းဝင်ပြီးတော့ဝိပဿနာတရားတွေကျိုးစားပွားများအားထုတ်နေတယ်တရားစခန်းမဝင်တဲ့အိမ်မာနေတဲ့အချိန်ခုတရားစခန်းကိုရဲ့တရားစခန်းဝင်လာတဲ့အချိန်ပေါ့ဘာတွေကွာလဲပေါ့သမင်းသားရလည်းအတူတူပဲပေါ့အရင်ချိုးပေးရတယ်လည်းအတူတူပဲပေါ့ဘာတွေကွာလဲဆိုတော့တရားစခန်းဝင်လာတဲ့ယောဂီဟာအလုံးနှစ်ခုကိုဘာဖြစ်တာလဲပို့လောက်ရတယ်သူတော်တို့မိမိလုပ်နေတဲ့အလုပ်ကိုပြောရတာနော်အလုံးနှစ်ခုကိုပို့လောက်ရတယ်တဲ့နံပါတ်1အလုပ်ကဘာအလုပ်ပါလဲတရားနာတဲ့အလုပ်ဒီလိုမလားတော်အောင်တို့နံပါတ်1အလုပ်ကဘာပါလဲတရားနာတဲ့အလုပ်ခုတော်အောင်တို့ဒါမနေ့ပိုင်းတစ်ချိန်နေ့ကပိုင်းတစ်ချိန်ညတစ်ချိန်3ချိန်ဟာတရားနာတဲ့အဲ့ဒီတစ်ခုပိုးလာတယ်မလားဒါလည်းမကသေးဘူးသူတော်ကောင်းတို့နောက်တစ်ခုထပ်လုပ်ရသေးတယ်အဲ့ဒီအလုပ်ကဘာပါလဲတရားထိုင်ရတဲ့အလုပ်တရားအထုတ်ရတဲ့အလုပ်ဒါလို့မလားစာရပြောတော့တရားနာတာကိုညာတပရိညာဆိုပြီးတုံးတယ်ခုတရားအထုတ်တာကြတော့တိရဏပရိညာဆိုပြီးတုံးတယ်ညာတပရိညာနဲ့တိရဏပရိညာအဲတော့သူတော်ကောင်းတို့အဲ့ဒါကအကြောင်းတရားဆိုရင်အကျိုးတရားကဘာဖြစ်မယ်ထင်လဲပဟာနာပရိညာမဉ္ဇဉ်ဘုညာနိဗ္ဗာန်ဒါကအကျိုးတရားဒီနှစ်ခုကအကြောင်းတရားအဲ့တော့အကြောင်းတရားကိုပြည့်စုံအောင်ဖြစ်စီမယ်ဆိုအကျိုးတရားပြည့်လွတ်ပါမလားမလွတ်ဘူးဟာဒါဆိုနိဗ္ဗာန်ကိုသွားနေတာပေါ့မပြောသိဘူးလားအဲ့တော့နိဗ္ဗာန်ကိုသွားနေတယ်တဲ့နိဗ္ဗာန်ကိုဘာနဲ့သွားလဲဆိုတော့ညာနာကမနဉာဏ်နဲ့သွားတယ်ဒုံမြိုင်နဲ့သွားလို့လည်းမရဘူးကားနဲ့သွားလို့လည်းမရဘူးတဲ့ဉာဏ်နဲ့သွားတယ်ဆိုတော့ခုတရားနာတာဟာတုတ္တမယဉာဏ်အဲ့ဒီမှာပြောချင်တာကဘာလဲဆိုတော့စိဏမယဉာဏ်လည်းပါတယ်ညာတပရိညာဆိုတဲ့ခေါင်းစဉ်အောက်မှာတုတ္တမယဉာဏ်စိဏမယဉာဏ်အဲ့ဒါကဘာပရိညာညာတပရိညာသူတော်ကောင်းတို့စာထဲမှာရေးထားတယ်မီးကိုမင်းမကင်နဲ့မီးကင်ပူတယ်ဆိုကြပါစို့မီးကပူတယ်လို့မသိဘူးလားအဲ့ဒီအသိဟာစာဖတ်လို့သိတာမဟုတ်ဘူးလားသူတော်ကောင်းတို့နည်းနည်းလေးညံခိုက်တာနော်စာထဲမှာမီးကိုမကင်နဲ့မီးပူတယ်ဖတ်ကြည့်လိုက်တယ်မီးပူတယ်ဆိုကြပါစို့မီးပူတယ်လို့သိတယ်သူတော်ကောင်းတို့အဲ့ဒါစာဖတ်လို့သိတာတယ်လို့မလား
မိဘကြီးကိုမြင်တဲ့အခါစဉ်းစားကြည့်လိုက်မိကဟဲခင်းတွေကိုလည်းလောင်ကျွမ်းနေတယ်မင်းညူကြီးကလည်းတက်နေတယ်ကိုင်းပူမှာပဲလို့သူတို့ကောင်တို့တွေးကြည့်လိုက်မထင်ရှားဘူးလားအဲ့ဒီအတိရလည်းညာတပရိညာထဲပါတယ်သူတို့ကောင်တို့သဘောပါရဲ့လားတရိထာသူတို့ကောင်တို့စာဖတ်ပြီးသိတဲ့အတိတွေးပြီးတော့စဉ်းစားပြီးတော့သိတဲ့အတိဟာဘယ်ပရိညာမှာပါလိမ့်ညာတပရိညာမှာအဲ့ဒီအတိတစ်ခုတည်းနဲ့မညံဖူညံရဖို့လွယ်ပါမလားမလွယ်ဘူးသူတို့ကောင်တို့သို့တော်လည်းညာတပရိညာကိုပယ်လို့ရပါမလားမရဘူးအကြောင်းနှစ်ခုတည်းမှာသူကတစ်ခုပါနေတာဟုတ်ဗျတရားနာမယ်အဲ့ဒါပြီးတော့တွေးလဲတွေးရမယ်စဉ်းစားမှာပေါ့နှလုံးသွင်းရမှာပေါ့ဒါလိုပြောချင်တာနော်သူတို့ကောင်တို့ဒီအသိနဲ့တင်ဘာဖြစ်တာလဲမလုံလောက်ဘူးတဲ့မိဘကြီးတွေ့ရဆိုကြပါစို့လက်ကိုထိုးထဲလိုက်ဘာဖြစ်မှထင်တယ်ပူလာပေါ့သူလည်းပူလာသိတာပဲဒါပေမဲ့သူတို့ကောင်တို့အားဆိုပြီးတော့អော်မှာပဲဒါလိုမှလားအဲ့တော့ညာတပရိညာနဲ့သိတဲ့အသိဟာစာဖတ်ပြီးသိတဲ့အသိတွေးပြီးသိတဲ့အသိဟာအားလို့អော်ပါမလားအားလို့မអော်ဘူးနော်သူတို့ကောင်တို့ဟုတ်တယ်မလားဒါပေမဲ့တေနပရိညာအသိဟာမိဘကြီးကိုလက်ထဲထည့်လိုက်တဲ့အခါကျတော့သူတို့ကောင်တို့អော်ကိုអော်မှအမလေးပူလိုက်တာဒါမှမဟုတ်အားပေါ့ဗျာဒါလိုမှလားအဲ့တော့သူတို့ကတော့ဒီအသိနှစ်ခုတစ်လုံးဟာပယ်လို့ရပါမလားမရဘူးအဲ့ဒီမှာပြောချင်တာကဘာလဲဆိုတော့တွေးပြီးသိတဲ့အသိကိုအားအသိနဲ့မရောသေးတဲ့အဲ့လိုပြောတာသူတို့ကောင်တို့အများအပြားထိုင်ရင်နဲ့တွေးနေတာကိုတိရဏပရိညာလို့ဒီလိုနှလုံးသွင်းတတ်တယ်နော်သူတို့ကောင်တို့ဟောဖောင်းတာလေးပေါ်ပြီးပါပြီလားပျောက်သွားတာပဲပိန်တာလေးပေါ်ပြီးပါပြီလားပျောက်သွားတာပဲအဲ့ဒါတွေးပြီးသိတာဖြစ်ပျက်ကအဲ့လိုသိတာမဟုတ်ဘူးသဘောပါရဲ့လားဒါဆိုဘယ်လိုသိကြလဲဆိုတော့အားကိုသိတာပေါ့အဲ့လိုပဲပြောရမှာပဲသိရင်တော့ကိုယ့်ကိုအားထုတ်ကြည့်ပေါ့ဟုတ်တယ်မလားအဲ့တော့သူတော်အောင်တို့အဲ့ဒါမီးကိုပူတယ်လို့သိအောင်လဲတရားနာပါစဉ်းလဲစဉ်းစားပါပစ္စုပန်တဲတဲ့မှတ်တဲ့အခါမှာအတွဲမှန်တယ်များဘာဖြစ်တာလဲအရှုခံဖြစ်တယ်ဦးဇင်းတို့မှာတွေးတတ်တဲ့စိတ်မရှိဘူးလားအဲ့ဒီစိတ်ဟာဝိပဿနာဉာဏ်နဲ့မက်တေဖူတွေကိုလှမ်းတွေးလို့မရဘူးသူတော်အောင်တို့ဝိပဿနာဉာဏ်နဲ့မက်တေဖူတွေဆိုတာဦးဇင်းတို့မှာရှိတဲ့အတွေးနဲ့လက်လှမ်းမိတဲ့နေမှာဘာဖြစ်တာလဲရှိတာမဟုတ်ဘူးသဘောပါရဲ့လားဒါကြောင့်မို့သူတော်အောင်တို့တရားလဲနာရမယ်ပစ္စုပန်တဲတဲ့ကိုလည်းစူးစိုက်ပါပြရတယ်မှတ်ရမယ်အဲ့လိုပစ္စုပန်တဲတဲ့ဘဝအောင်နာမည်လေးခေါ်ပြီးစူးစိုက်မှတ်တဲ့အခါမှာအတွဲမှန်တယ်များဘာဖြစ်သွားပါလဲအရှုခံဖြစ်သွားတယ်သဘောပါရဲ့လားအဲ့ဒီလိုစူးစိုက်မှတ်ရမယ်တဲ့ညာတပရိညာတိရဏပရိညာအကြောင်းပရိညာပဟာနာပရိညာအကျိုးပရိညာအဲ့တော့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတွေကတရားနာတရားအားထုတ်တာဟာတဲ့အမှန်သိဖို့ဆိုတဲ့စကားလုံးလေးနဲ့တတ်လပ်ပပလေးပြောသွားတယ်ဒီမှာတော့မညံဖူညံပေါ့ဗျာတရားနာတာတရားအားထုတ်တာဟာဘာသိလို့ပါလဲအမှန်သိဖို့အမှန်တရားတွေကိုသိဖို့တဲ့အမှန်တရားတွေကိုသိတယ်ဆိုတာဘာကိုပြောတာလဲဒါသူတော်ကတော့စဉ်းစားရမယ်လေဟုတ်တယ်မလားအမှန်တရားတွေဆိုတာဘာလဲမဟုတ်တာကိုမဟုတ်တဲ့အတိုင်းသိဖို့ဟုတ်တာကိုဟုတ်တဲ့အတိုင်းသိဖို့သူတို့ကတော့တရားနာရတယ်တရားအထုတ်ရမဟုတ်တာကိုမဟုတ်တဲ့အတိုင်းသိတာအမှန်သိတာပဲဟုတ်တာကိုဟုတ်တဲ့အတိုင်းသိတာဘာဖြစ်ပါလဲအမှန်သိတာပဲလောကမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မရှိဘူးသူတို့ကတော့အဲ့ဒါအမှန်သိတာမလားဘာနဲ့ဘာပဲရှိတယ်ယုံနဲ့နာပဲရှိတယ်အဲ့တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မရှိဘူးဆိုတာမဟုတ်တာကိုမဟုတ်တဲ့အတိုင်းသိတာအဲ့ဒါအမှန်သိတာပဲမလားရုပ်တဏ္ဍာနေပဲရှိတယ်ဆိုတော့အဲ့ဒါသူတော်ကောင်းတို့အရှိကိုအရှိတိုင်းသိတာဒါလည်းအမှန်သိတာမလားဟာအဲ့ဒါဆိုရင်တရားမနာတရားအာမထုတ်တဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲသူတို့လည်းသိနေတာတွေချွန်းနေတာပဲအများကြီးပဲသူတော်ကောင်းတို့ဒါလိုမလားဦးဇင်းတို့သူတော်ကောင်းတို့တွေတရားနာတရားအာမထုတ်ခင်မှာသိတာတွေမရှိဘူးလားဒါတော့အဲ့ဒါတွေကိုအမှန်သိတယ်လို့ပြောလို့ရပါမလားအမှန်သိနေတာမဟုတ်ဘူးတဲ့ဒါတော့အမှန်သိနေတာမဟုတ်ဘူးဆိုဘာတွေကိုသိနေတာလဲအမှားသိနေတာတရားနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကအမှန်သိဖို့အမှန်သိတယ်ဆိုတာမရှိတာကိုမရှိတဲ့အတိုင်းသိဖို့အရှိတာကိုရှိတဲ့အတိုင်းသိဖို့မဟုတ်တာကိုမဟုတ်တဲ့အတိုင်းသိဖို့ဟုတ်တာကိုဟုတ်တဲ့အတိုင်းသိဖို့ဒါဆိုတရားနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာအရှိကိုအရှိတိုင်းမသိတော့ဘူးဟုတ်တာကိုဟုတ်တယ်လို့မသိတော့ဘူးတဲ့မဟုတ်တာကိုမဟုတ်ဘူးလို့မသိတော့ဘူးတဲ့ဟုတ်တာကိုမဟုတ်ဘူးလို့သိတယ်မဟုတ်တာကိုဟုတ်တယ်လို့သိတယ်ပြောင်းပြန်နေဖြစ်နေတယ်လို့မလား
မြတ်စွာဘုရားဂုဏ်ကျေးဇူးအမှန်တန်ကြီးမားတာပဲသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့တရားရည်နာမြတ်စွာဘုရားခိုင်းတဲ့အတိုင်းကြိုးစားပွားများအားထုတ်တော့အမှားတရားနဲ့တဖြည်းဖြည်းပါဖြစ်တာလေအမှန်သိဖြစ်တယ်အဲ့ဒီအမှန်တရားတွေသိဖို့ရှိရှိဆရာတော်ဘုရားကြီးဒီအာတိဝီတောပမတုတ်တံကိုဟောကြားခဲ့ပါတယ်ဒီတုတ်တံဟာဥပမာတွေအများကြီးနဲ့တန်စာဆင်ထားတယ်ပေါ့အထူးသဖြင့်ခန္ဓာရဲ့ဒုက္ခကိုထင်ရှားသိအောင်လို့ဟောကြားခဲ့တဲ့တရားဖြစ်ပါတယ်အခါတစ်ပါးမှာဘယင်ကြီးဟာတိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်တဲ့ဘယင်ရှိတယ်သူကအမတန်ဆိုရင်ကြီးတယ်ပေါ့လေသူ့ရဲ့ယာရုကိုတိုင်းသူပြည်သားတွေလူလက်နဲ့စုယုံပြီးတော့တိုက်ခတ်ပြီးတော့တိမ့်ပိုက်မှာဆိုရင်တဲ့အတွက်တိုင်းပြည်အနှံ့အပြားမှာထောက်လန်းရည်တွေထားထားတယ်မင်းတို့တွေသွားတိုင်းပြည်အနှံ့အပြားကိုသွားအဲ့ဒီမှာလက်နဲ့လူသူစုယုံပြီးတော့ငါ့ကိုတော်လာမဲ့ပုံကိုရှိရင်ငါ့ကိုချက်ချင်းသတင်းပို့တယ်ချက်ချင်းသတင်းပို့တယ်သူအဲ့လိုပြောတယ်သူချက်ချင်းသတင်းပို့ပြီးတော့အဲ့ဘယင်ကဘာလုပ်တာလဲဆိုတော့သူ့မှာမွေကြီးလေးကောင်မွေးထားတယ်တဲ့မွေကြီးကအမတန်အစိတ်ပြင်းတယ်လေးကောင်ပေါ့တန်လောင်ကြိုင်းထဲမှာမွေးထားတယ်အမတန်လည်းလိမ်မာတယ်တဲ့အဲ့ဒီလိုထောက်လန်းတဲ့ပုံကိုယ်တွေကဒီပုံကိုယ်ကဖြစ်ရင်ဒါတင်မင်းကြီးကိုလက်နဲ့လူသူစုယုံပြီးတော့ဒါတော်လှန်ဖို့အတွက်လုပ်နေပါတယ်ဆိုရင်ဒါအဲ့ကောင်သွားပြီးစီးယုံတယ်ပေါ့မင်းဘယင်းနန်းတော့မှအလုပ်လုပ်ပါလားကွာမင်းတခြားအလုပ်တွေလုပ်မနေနဲ့ဟာမင်းလာတာမင်းတစ်တောင်ရတာစင်ကာပူဒေါ်လာ1000လောက်ရတယ်ဟုတ်တယ်မလားမင်းလုပ်မလားဟာစင်ကာပူဒေါ်လာ1000လောက်ဆိုတော့လုပ်မှာပေါ့အခုတော့3-4တောင်ပဲရတော့ဒါ1000ရတယ်ဆိုနဲတဲ့ပတ်စံမှမဟုတ်ပဲအေးအဲ့ဒါဆိုမကြံတဲ့လုပ်တွေလုပ်နေလာလိုက်ခဲ့ဆိုပြီးတော့ဒါဘယင်းနန်းတော့ခေါ်လာတယ်ပေါ့ခေါ်လာပဲနဲ့ဘယင်းနဲ့တွေ့ပြီးတယ်ဟာသူပါပဲမင်းမွေသားကျွေးတဲ့လုပ်မလားမွေရဲ့ဝေယဝတ်စာတွေမင်းလုပ်ပေးမလားငါမှအမတန်လိမ်မာပြီးတော့ချစ်စရာတိတ်ကောင်းတဲ့မွေကြီးလေးကောင်ရှိတယ်မွေးထားတယ်အမတန်လိမ်မာတာပဲမင်းဒါလောက်ယူဒေါ်လာ1000လောက်ယူမင်းအဲ့ဒါအိုးတွေအိမ်တွေရောစားစရာတောက်စရာပါညာအဝတ်အစားအကုန်ပေးမယ်အကုန်ထောက်ပံ့ပေးမယ်မင်းရိုးရိုးသေးသေးလေးလေးစားတာလုပ်အမတန်လိမ်မာတယ်ပေါ့အဲ့ဒါဆိုလုပ်ပါမယ်ပေါ့လေအဲ့လိုလုပ်ပါမယ်ဆိုပြီးတော့အဲ့ဒါမွေထောင်အိမ်နဲ့လွတ်လိုက်နောက်တော့မွေကြိုက်တော့သူတည်သွားပေါ့လေဆိုလိုတာလက်စားပြောက်ရှင်းလိုက်တာခေါ်ပြီးတတ်ပြင်းနေဟာဘယင်ရတိတ်ဆိုးတာပဲလို့ဒါတိုင်းလူပြည်သားတွေကလည်းပြောမှဆိုရင်တဲ့အတွက်ဒီစနစ်ကလေးကို तू ကဖန်တီးထားတယ်ပေါ့အဲ့ဒါနဲ့ပဲထောင်လိုင်းရေးတူကဘယင်ရှိအဲ့ဒါလမ်းအကြောင်းကြားတယ်တင်မင်းကြီးဘယ်ရွာကအဲ့တောသားတယောက်ဟာလူတွေလက်နဲ့တွေအဲ့ဒါစုယုံပြီးတော့အတင်မင်းကြီးရဲ့အာဏာကိုအတင်းအားဓမ္မရယူကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်အဲ့ကောင်ငါရှိခေါ်လာခဲ့ကွာသူမလိုက်ဘူးဆိုတဲ့မင်းဒါလုံးမလားမင်းပြောလိုက်ကွာမင်းပြောလိုက်အဲ့ဒါနဲ့ပြောလိုက်တော့ဟိုလည်းသဘောကျတာပေါ့လေဒေါ်လာ1000ဆိုတော့နဲတာမှမဟုတ်တာအိုးတွေအိတ်တွေဘာတွေအကုန်လုံးနဲ့ရမယ်ဆိုတော့မြန်မာပြည်ပြန်ရင်ဒါအထုပ်ပိုက်ပြီးပြန်ရုံပဲမြန်မာပြည်မှာတို့ဒါတထဲဖြစ်ပြီပဲအဲ့ဒါသူ့ရမှာသူတထဲပေါ့ဗျာပြန်လာရင်အဲ့ဒါနဲ့ပဲလောဘခိုင်းစေတာနဲ့ပဲဘယင်းရှိရောက်လာတယ်အတင်လုံးမဲ့ဆိုတာဟုတ်လားဟုတ်တယ်အဲ့ဒါဆိုရင်အဲ့ဒါ1000ယူကွာအိုးတွေအိမ်တွေသူ့အကုန်လုံးစီစဉ်ပေးလိုက်ကဲသူ့ငွေတွေလောင်ထားတဲ့လောင်ချိုင်းအိမ်ထဲကိုပို့လိုက်ဆိုတော့လူတယောက်ကသူ့ကိုခေါ်သွားတယ်မင်းနေ့တိုင်းနေရောညရောအဲ့ဒါမင်းစောင့်ရှောက်ရမယ့်မွေးကြီးလေးကောင်ကဒါပဲဒီလေးကောင်ပဲဆိုပြီးတော့တန်ကောင်အင်းကိုဆွဲဖွင့်လိုက်တယ်ဆွဲဖွင့်ပြီးမင်းဝင်သွားတော့ဒီညနေစပြီးမင်းမွေးတွေရဲ့ဝေယဝတ်စာကိုမင်းလုပ်တော့မင်းလာတာယူပြီးပြီပေါ့တာဝန်ကြည့်အောင်လုပ်တော့ဆိုပြီးတော့တကားပြန်ပိတ်လိုက်တယ်အဲ့ဒါနဲ့ပဲမွေးလောင်အိမ်ထဲကိုရောက်သွားတဲ့အဲ့ဒီတောသားဟာပထမတော့ကြောက်တယ်လို့ဖြစ်နေတာပေါ့တကားဖွင့်တာပိတ်တန်ကြားတဲ့အခါကျတော့မွေတွေကဟိုထောင်းတွေမှာအခွေလိုက်လေးတွေပုံနေတယ်တဲ့ခေါင်းတွေပါတွေထောင်ထက်ကြည့်တော့ငါတို့အစာမစားတာကြာပြီအဲ့ဒါဒီကောင်ကတော့ဒါငါတို့ကိုဟိုးတုန်းကလူတွေလူပဲရေချိုးပေးထမင်းကျွေးပေးပေါ့ခေါင်းတွေပါတွေဖိပေးတနခါတွေပါလိမ့်မေးသွားတွေပါတွေတိုက်ပေးမဲ့ပုံကူပဲပေါ့ဟုတ်တယ်လားအဝေယဝိဇ္ဇလုပ်ပေးမဲ့ပုံကူပဲဆိုပြီးတော့ဝမ်းသာအားနဲ့လှုပ်နဲ့အဲ့ဒီဒေါသရှိကိုလာတယ်တဲ့မွေတကောင်ကညာဘက်ခြေထောက်ကိုပတ်ရတက်တကုံလုံးကိုပတ်တက်ပြီးတော့လေပင်လောက်မှာပပြင်းလေးထောင်ပြီးသူ့မျက်နှာကိုသေချာကြည့်နေတယ်နောက်တစ်ကောင်ကလည်းအဲ့ဒါအမီးနဲ့ညာဘက်ခြေထောက်ကိုပိတ်ပတ်ပြီးတော့ခါလောက်မှာသူ့ကိုကြည့်နေတယ်တဲ့နောက်တစ်ကောင်ကလည်းဘယ်ဘက်ခြေထောက်ကိုပိတ်ပတ်တက်ပြီးတော့ပခုံးလေးလောက်မှာပပြင်းလေးထောင်ပြီးသူ့ကိုကြည့်နေတယ်ပေါ့နောက်တစ်ကောင်ကလည်းဘယ်ဘက်ခြေထောက်ကိုပတ်တက်ပြီးတော့ခါလောက်မှာကြည့်နေတယ်ပေါ့အဲ့တော့သူတို့ကတော့မျက်စိနဲ့မြင်ကြည့်လိုက်ပေါ့ဟုတ်တယ်မလားလူကအလဲကောင်မှာမွေက၄ကောင်ဒါလိုမလားပထမတော့လန့်ဖြန့်သွားတယ်အဲ့ဒါလမ်းဖြန့်သွားပြီးတော့မွေတွေကလိမ္မာတယ်ဆိုတာဟုတ်တာပဲဒါငါ့ကိုနှုတ်ဆက်တာပဲအမေပြုံးတောင်ပြုံးပြနေသေးတယ်ချစ်စရာပဲမျက်နှိုးစရာပဲဆိုပြီးတော့မွေလေးတွေကိုခေါင်းလေးတွေပို့ပြီးတော့အဲ့ချိန်ကနေစပြီးတော့အဲ့မွေရဲ့ဝေယဝတ်စာတွေကိုတောက်လျှောက်လုပ်တော့တာပဲတဲ့သူအိမ်မဲ့ဆိုလဲချော့ချက်သိပ်ပေးပေါ့မွေကြီးလေးကောင်အိမ်မဲ့ဆိုလဲချော့ချက်သိပ်ပေးရေချိုးမဲ့ဆိုလဲရေတွေပါချော့ချက်ပေးအစာစားမဲ့ဆိုလဲစာရီပါကျွေးပေါ့စလိတ်တောက်ချင်တယ်ဆိုလဲစလိတ်ပါတိုက်ကုန်းဆန်းချင်တယ်ဆိုလဲကုန်းတွေပါကျွေးတရခါလဲညင်းတယ်ဆိုလဲလိမ့်လက်ပေးပေါ့လေအဲ့လိုလှုပ်ချင်းနဲ့မွေတွေဟာအမတန်လိမ္မာတာပဲသူ့ရဲ့သားတွေလိုသမီးတွေလိုနောက်ဆုံးသူလိုဖြစ်လာတာမွေနဲ့သူနဲ့တဖြည်းဖြည်းတသားတည်းလိုဖြစ်လာတာအနေကြားလာတော့
အဲ့ဒါကိုဘသူကဂျားတွေကမနေနိုင်ဘူးလဲဆိုတော့ကိုသောင်းနတ်ကမနေနိုင်ဘူးဒီတောသားတော့ဒုက္ခရောက်တော့မှာပဲဒီလူကတော့ဒုက္ခရောက်တော့မှာပဲဖွာကနေပေါ်လာအတင်လူသားမင်းပြုံးတဲ့မင်းလှုပ်လာတာအဲ့ငွေကြီးလေးကောင်ရဲ့ဝေယဝဆကိုလှုပ်လာတာမင်းအနှစ်30 40 50 60 80အဲ့ဒါ80မင်းဒုတိယမှာဆို60ဆိုပင်စင်ယူရမှာမင်းခုချိန်ကြီးပင်စင်မယူသေးဘူးဟုတ်တယ်မင်းမွေရဲ့ဝေယဝဆကိုမင်းတောက်လျှောက်မင်းလှုပ်နေတာပဲဆိုတော့အမွေရဲ့အမတန်လိမ္မာတာပဲအတင်ကိုသောင်းနှက်ကမင်းလိမ္မာတယ်မလုံးနဲ့လောလောဆယ်စိတ်ကောင်းဝင်နေတဲ့အချိန်မှာသူတော်အောင်တို့ဥပမာတွေကိုပြောတာနော်လောလောဆယ်စိတ်ကောင်းဝင်နေတဲ့အချိန်မှာတော့ဟုတ်တာပေါ့မင်းမွေးသောတာတလိုက်ဆံမထင်မှဘဲနဲ့ဖောက်ပြန်သွားတတ်တယ်တကောင်တိုက်အကုန်ဝမ်းကြိုက်တာမင်းသေးမှာအမဖြစ်နိုင်ပါဘူးဖြစ်နိုင်တယ်မင်းသေချာကြည့်စမ်းသူတို့လေမင်းတို့မင်းသေချာကြည့်လိုက်စမ်းအရစ်3ရစ်ဆိုတာအစိတ်ပြင်းချောင်းကိုပြနေတဲ့သင်္ကေတတွေပဲအိစ္ဆဒုက္ခအနတ္တပေါ့ဗျာဟုတ်တယ်မင်းဒီမူရအမတန်အစိတ်ပြင်းတယ်လေမင်းတို့မင်းသေချာမှတ်စမ်းသူတို့အောင်လို့ကြွလန်းနဲ့ချတယ်မှတ်ရတယ်မလားသေချာမှတ်မှအရစ်3ရစ်ကိုတွေးမယ်ဟုတ်တယ်မလားခပ်ပေါ်မှတ်လို့ကတော့မွေပဲတွေ့ခြေတော်ပဲတွေ့မယ်ပြောတာတဘောပါရဲ့လားမင်းသေချာကြည့်အဲ့ဒါဟိုမှာအနိစ္စအရေးကြီးမင်းတွေ့လားဒုက္ခအရေးကြီးအနတ္တအရေးကြီးမင်းမတွေ့ဘူးလားသေချာကြည့်လိုက်တော့သူတို့အောင်လို့မတွေ့နိုင်ဘူးလားသေချာမှတ်တဲ့ပုဂ္ဂိုလ်တော့တွေ့မှာပေါ့ဗျာအဲ့ဒါဟာဟုတ်သားပဲအနှစ်50ရှိနေပြီသူတို့နဲ့အတူတူနေလာတာတခါမှမတွေ့ဘူးဘယ်တွေ့ပေးမလဲသူတို့ကောင်းလို့ငါလို့ထင်နေတာမလားခန္ဓာကိုပြောနေတာနော်သူတို့အောင်လို့ခန္ဓာကိုမင်းငါလို့ထင်နေတာကိုအမတန်မင်းပြောနေတယ်မင်းအဲ့ဒါကောင်းကောင်းစားလိုက်ကောင်းကောင်းတောက်လိုက်အဲ့ဒါမူတွေနဲ့ပဲလုံးထွေးပြီးမင်းပြောနေတာပဲအဲ့ဒါငါခုအချိန်ကြီးရောက်လာလို့ပေါ့ဟုတ်တယ်မလားအမှန်ဆိုအမေအနိစ္စအရေးကြီးဒုက္ခအရေးကြီးအနတ္တအရေးကြီးပြောရတာကွာစကားကြောရှည်တယ်မင်းမူရဲ့အနောက်ကိုကြည့်လိုက်စမ်းညောင်ရွက်လို့ဘာလို့ဆိုတာကြိုက်လိုက်တစ်ချက်တည်းသေတယ်ဆိုတာကိုပြောတာအဲ့ဒါဒုက္ခသစ္စာပဲဟုတ်တယ်အဲ့ဒါဒုက္ခသစ္စာပဲပေါ့ဗျာဒါလို့မလားအဲ့တော့သေချာမှတ်တော့အနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာမသိနိုင်ဘူးလားဟိုမှာတော့မသိသေးဘူးပေါ့ဗျာကိုယ်သောင်းကသေချာပြောတော့ဟုတ်တာပဲဆိုတော့မူတွေအိပ်ပျော်နေတဲ့အချိန်မှာသူတို့ကောင်းတော့ဘာလို့ရင်ကောင်းမလဲထွက်ပြေးရမှာပေါ့ထွက်ပြေးရဲဆိုတော့သူတို့ကောင်းတော့ရှုမှတ်နေတာကိုပြောနေတာနော်ဒါကနောက်မှသူတို့ကောင်းတော့အခြေချဲ့ပြီးပြောမယ်ခုကဥပမာတွေကိုပဲပြောတော့မယ်သူတို့ကောင်းတော့အဲ့ဒါနဲ့ထွက်ပြေးတဲ့အခါကျတော့ဘယင်းရဲ့အဆောင်ဟာမွေဝေယဝဆလုံးနေတဲ့ကောင်မရှိတော့ပါလားထွက်ပြေးသွားတယ်ဆိုတော့အဲ့ဒါနဲ့ပဲဘယင်းချီကိုသွားပြီးတော့မွေဝေယဝဆအနှစ်30 50 60လုံးနေတဲ့ဟိုတော်သားအဲ့ဒီလူအဲ့ထွက်ပြေးသွားပြီတင်မကြီးဘယ်လိုလုပ်ရမလဲဟာဒုက္ခပဲဒီကောင်တော့လွတ်လို့မရဘူးဒီကောင်တော်လှင်ပါလားအရင်တော့လူတွေဟာဒီတန်လောင်အိမ်ထဲမှာပဲအကုန်လုံးမွေကြိုက်လို့သေကုန်တာပဲဒီကောင်ဘယ်လိုဖြစ်ပါလဲဒီကောင်ဘယ်လိုဖြစ်ရမလဲတရားနာတရားထုတ်တာဟုတ်ရတရားနာတရားထုတ်တာဟုတ်တယ်မလားတရားနာတရားထုတ်လို့တရားအာမထုတ်တဲ့လူတက်တော့လှင်းနေပြီလေသူတော်ကောင်းတို့စိတ်ပြင်းတဲ့မွေမှန်းကိုယ်ဒုက္ခပေးမဲ့ပုဂ္ဂိုလ်မှသိနေပြီမလားအဲ့တော့ပြေးတာပေါ့ဗျာပြေးတယ်ဆိုတာမှတ်တာကိုပြောနေတာနော်အဲ့ဒါဆိုတော့မဖြစ်ဘူးဒီကောင်သေမှဖြစ်မှာနောက်ဆိုလွယ်တာမဟုတ်ဘူးအဲ့တော့မင်းမွေကြီးလေးကောင်ကိုအမိန်ပေးလိုက်ငါပါလိုက်ခဲ့မယ်ကွာဆိုပြီးတော့တန်တော်အိမ်တဲ့ထက်သွားပြီးတော့အသင်မွေကြီးလေးကောင်ငါဘယင်မဲငါမင်းတို့အမိန်ပေးတယ်မင်းတို့ကိုတစ်ပေါင်း30 50 60 90 80ဝေယဝဆလုတ်ခဲ့တဲ့လူသိတယ်မလားဟာသိပါတယ်အဲ့ဒါမွေကြီးကခေါင်းညိတ်သိပါတယ်အေးအဲ့ကောင်ထွက်ပြေးသွားပြီမင်းတို့လိုက်တတ်တော့တွေးတဲ့နေရာမှာတတ်တော့ဆိုတော့ဘယင်ကအမိန်ပေးလိုက်တဲ့ခါကျတော့မွေကြီးလေးကောင်ကတန်တော်အိမ်ကနေထွက်ပြီးတော့အဲ့ထွက်ပြေးသွားတဲ့လူနောက်ကိုဘာဖြစ်တာလဲလိုက်နေပြီတဲ့လှုပ်နဲ့လိုက်ပြေးတယ်ပေါ့သူတို့ကောင်းတော့ပြေးတာကိုယ့်ရဲ့ပဲပြေးမယ်နဲ့တူတယ်အဲ့တရားလည်းမဟောကြည့်ဘူးမြတ်အဲ့ဒါနဲ့အမောတော်ကောင်းနဲ့ပြေးတာပေါ့ဗျာသူတော်ကောင်းတို့ဦးသိန်းတို့ကလည်းစောင့်နေတော့ဇင်းမလျှောက်လို့ကလည်းမရဘူးလေဟုတ်တယ်မလားကြွားတယ်လမ်းနဲ့ချတယ်သူတော်ကောင်းတို့သေချာမှတ်မှာနော်နောက်မှအသေးစိတ်သူတော်ကောင်းတို့ရှင်းပြမယ်ဒါဥပမာတွေပြောရတာအဲ့နဲ့တနေရာရောက်တော့သူတော်ကောင်းတို့ထိုင်နေပြီးတော့ဇင်းညံချိန်ဆိုတော့ကိုเจ้าမှသွားတုံးလုံးလဲနေတာပေါ့ဗျာကိုကြောင့်ကိုပဲနဲ့ဟုတ်တယ်မလားတနေရာရောက်တော့တောသားမောလဲမောဒရောသောဘာနဲ့ပြေးတော့သစ်ပင်လေးတွေ့တဲ့အခါကျတော့သစ်ပင်လေးတောက်ရုံလေးတွေ့တော့ရေလဲမြတ်တယ်မုံကလည်းမုံရေလေးတောက်ပြီးသစ်ပင်လေးကိုမီးပြီးတော့သူတော်ကောင်းတို့မိန်နေတယ်တဲ့မမှတ်ဘူးမိန်နေတယ်ဟလားကိုเจ้าကိုပြန်ပြီးမိန်နေတယ်စောင်းပြောတာမဟုတ်ဘူးတရားပြောနေတာနော်သူတော်ကောင်းတို့အဲ့ဒါမိန်နေရောကိုသောင်းကမနေနိုင်ဘူးအဲ့ဒါဒီတောသားကတော့အဲ့ဒါမွေလေးကောင်လိုက်ကြတာ तू မှမသိတာဟုတ်ဗျာလွတ်ပြီးထင်လိုက်တာဟုတ်တယ်မလားအဲ့ဒါဖွားကနေပေါ်လာပြီးတော့အသင်လူသားဘာလို့နေတာလဲတနေ့ကုန်အဲ့ဒီဦးသိန်းနှစ်ပါးထိုင်ခိုင်းလိုက်ဈဉ္ဉံလျှောက်ခိုင်းလိုက်ထိုင်ခိုင်းလိုက်ဈဉ္ဉံလျှောက်ခိုင်းလိုက်နဲ့အဲ့ဒါဒီအချိန်လေးပဲအားတာ
ဒါကြောင့်မို့တစ်ပင်အောင်မှာမောလဲမောရေလဲတောက်ပြီးမိတ်နေတာပါမင်းမမိတ်နဲ့မိတ်နေလို့မရဘူးမင်းတို့အန်ရရှိတယ်ဟာဘာအန်ရလဲလွတ်နေပြီမဟုတ်ဘူးလားမလွတ်ဘူးမင်းတခြားနားထောင်ကြည့်စမ်းသူတော်ကောင်းတို့ဖောင်းနေပိန်နေဆိုတော့လှုပ်မလားသူတော်ကောင်းတို့ငွေကြီးတွေတိုက်လာပြီသူတော်ကောင်းတို့ဟုတ်တယ်မလားမင်းတွေးတယ်မလားငွေကြီးတွေကမင်းနောက်ကိုလိုက်လာပြီအဲ့ဒါမင်းနားထောင်ကြည့်စမ်းနီးတောင်နီးလာပြီလားလို့ချူချူချဲချဲနဲ့ပေါ့ဗျာဝင်နေထွက်တယ်ရတော့ချူချူချဲချဲမွေသားနေပေါ့ဟုတ်တယ်မလားဖောင်းနေပိန်နေလှုပ်ဆိုမွေကိုလုံးနေပေါ့မင်းလိုက်လာပြီမတွေးတယ်မလားကြားတယ်မလားဟာကြားတယ်မင်းမြန်ပြေးပြေးပါတော့လားအိုလူသားဒါလိုတိုက်တွန်းတာပေါ့ဗျာအဲ့ဒီလိုတိုက်တွန်းပြီဆိုရင်သူတော်တို့ဘာလို့ရင်ကောင်းမလဲပြေးရမှာပေါ့ဗျဒါလိုမလားရက်နဲ့လက်နဲ့ပြောနေတာပဲမွေလိုက်လာပြီဆိုတာသူ့အတွက်ပြောတာမဟုတ် तू ကကောင်းငင်ပေါ်မှာလေသူတော်ကောင်းတို့ကိုသောင်းနှက်ကဟုတ်တယ်မလား तू ကလွတ်ပြီးသားသဘောပြောတာနော်သူတော်ကောင်းတို့သူ့အတွက်ပြောနေတာမလားမှန်လဲမှန်နေတာပဲလက်တွေ့ကြနေတာပဲမွေတန်းတဲ့မှာစူညမ်းနေတာလို့စူရှဲဒီလိုဖြစ်နေတာဟုတ်တယ်မလားမင်းကြိုက်မယ်ဆိုတာမသေးကြဘူးလားတချို့ကြိုက်လို့သူတော်ကောင်းတို့အမလေးပါးဖြတ်သွားတယ်ဆိုတာအဲ့ဒါမွေပိုးထိတာပဲဟုတ်တယ်မလားအဲ့တော့သူတော်ကောင်းတို့ဒါဆိုလည်းပြေးမယ်ဆိုပြီးကုန်းယုံထပြေးတာပေါ့အဲ့တော့မမီဘူးလွတ်နေတာပေါ့ဗျာ1ရက်2ရက်3ရက်4ရက်လွတ်နေတယ်သူတော်ကောင်းတို့ဟုတ်တယ်မလား4ရက်ရှိသွားပြီအဲ့ဒါနဲ့ပဲအဲ့ဒါထောင်လိုင်းရဲကိုလမ်းမြေအချင်းတွေဘယ်လိုလဲဒီကောင်ကြွသွားပြီလားအတင်မင်းကြီးမကြွသွားဘူးခုချိန်ကြီးပြေးနေတော့ပဲငွေလေးတော့မမီဘူးလားအရင်လူတွေနဲ့မတူဘူးတော်တော်လှင်တယ်အဲ့ဒါတော်တော်လှင်တယ်ဒါဆိုမဖြစ်ဘူးငါလက်မယွန့်လူတက်သမား9ယောက်ကိုငါချီကိုဆင့်ခေါ်လိုက်ငါချီကိုလွတ်လိုက်ဆိုတော့အစိုးရတွေကရောင်းကြပြီးထိုးကူးကြီးတွေနဲ့ကြမ်းကြမ်းတန်းတန်းတွေပေါ့ဒလွတ်ကိုစီကင်ထားတဲ့လူသက်သမား9ယောက်ကဘရင်အရှိကိုရောက်လာတယ်အမောင်တို့လွန်ခဲ့တဲ့နေပေါင်း3 5 60 80 80တုန်းကအဲ့ဒါမွေစားမွေရဲ့ဝေယဝိဇ္ဇာမွေလေးကောင်ရဲ့ဝေယဝိဇ္ဇာကိုလုံနေတဲ့ဟိုတော်သားမင်းသိတယ်မလားမင်းတို့သိတယ်မလားဟာသိတယ်အဲ့ဒီကောင်လွတ်နေတယ်မွေလေးကောင်လည်းငါသူတို့နောက်ကိုလိုက်ခိုင်းလိုက်တယ်အဲ့တော့ခုချိန်ကြီးဒီကောင်မသေးသေးဘူးအဲ့တော့မင်းတို့လည်းတွေးတဲ့နေရာမှာငါ့ကိုပြန်သတင်းမပို့နေနဲ့မြတ်တတ်ပြစ်လိုက်ရော့တယောက်ကိုဒေါ်လာ3သိန်းစီယူသွားဟုတ်တယ်မလားမသက်မှာသူဒေါ်လာ3သိန်းစီယူသွားဆိုတော့ဒေါ်လာရတာလည်း3သိန်းဆိုတော့အများကြီးငကိုတွေကလည်းသူတို့ကတော့ဘင်းအမိတ်ကိုနာခံနေတဲ့လူသက်သမားတွေဆိုတော့သူတို့ကတော့ရုပ်ခနဲ့ဆိုပြေးလိုက်တော့တာပဲဒါလိုမလားပြေးလိုက်သွားပြီသူတို့ကောင်တို့ပြေးလိုက်သွားတဲ့အခါပြေးလူကဘယ်နှယောက်ပါလိတယောက်တည်းသူ့တတ်ဖို့လိုက်နေတာကမွေကြီးလေးကောင်ရဲ့လူသက်သမား9ယောက်ကလူသက်သမား9ယောက်ဆိုတာအမည်လေးပြောပြမယ်ခန္ဓာ9ပါးကိုပြောတာသူတို့ကောင်တို့အဲ့တော့သူတို့ကတော့မွေးလေးကောင်လည်းလိုက်နေပြီတွေ့ရင်ကြိုက်မှာပဲကြိုက်တတ်ပြစ်မှာပဲခုသူတို့ကောင်တို့ခန္ဓာ9ပါးလည်းလိုက်နေပြီလူသက်သမား9ယောက်ကိုပြောတာနော်သူတို့ကောင်တို့သူတို့ကလည်းတလွတ်ကြိုက်ပြီးလိုက်နေပြီဒဲအိမ်အောင်မပါဘူးသူတို့ကောင်တို့ချွန့်ရင်ကြာမှာဆိုလို့ခုတ်ကန်ကြီးချွန့်ရင်ကြာနေပါဆိုလို့သူတို့ကောင်တို့အဲ့ဒါတလွတ်ကြိုက်ပြီးလိုက်နေပြီအဲ့ဟိုကလည်းမော်တော်ကောင်နဲ့ပြေးအဲ့ဒါဆရာကလေးတွေ့တဲ့ခါကျတော့တုံလုံးလဲဥမှာပဲခါးရလည်းနားတယ်ပြုတ်စီတွေလိမ့်နာလည်းဒီမှာအဆောင်တစ်ခုလုံးကမွန်းထွန်နေပြီပြေးရတာများတာဟုတ်တယ်4ရက်တောင်ပြေးလာတယ်ဆိုတော့အဲ့ဒါအကုန်လုံးကကြိုက်ခဲတက်နေပြီဇေယျကလေးတွေ့တဲ့ခါကျဇေယျကလေးမှာတုံလုံးလဲဥမှာပဲခါလည်းနားတယ်ကျွတ်အဲ့ဒါနဲ့ပဲတုံလုံးလေးရေလေးတောက်တုံလုံးလေးနှဲနေချိန်မှာကိုသောင်းနက်ကတည်းဟာဒီကောင်ကွာသူမို့လို့တုံလုံးလေးရတယ်မွေးမကြောက်ကင်းမကြောက်ဟုတ်တယ်မွေးမကြောက်ကင်းမကြောက်အဲ့ဒါမွေးကြီးလေးကောင်လိုက်လာတာလေဒီကောင်ကြည်စမ်းအဲ့ဒါမကြောက်ဘူးအဲ့ဒါလူသက်သမား9ယောက်ထပ်လိုက်လာပြီဒါတော့ तू မသိသေးဘူးအတိပေးမှဖြစ်မယ် तू ဖွားကနေပေါ်လာတယ်အတင်လူသားဆိုဟိုကလည်းအိတ်ချင်းမူးတူးနဲ့ပေါ့ဗျာဒီချိန်လေးပဲနားရတာဒီချိန်လေးပဲခါဆန့်ရတာဟုတ်တယ်မလားအဲ့ဒါကောင်းတယ်ပဲထောင်းတဲ့အပါကိစ္စရှိလို့လေဟာမင်းဘာလုပ်နေတာလဲဟာတနေကုန်ပြေးနေရတာဘယ်နဲ့4နာရီခွဲကနေစပြေးရတာဟုတ်တယ်မလားနေသွန်းလေးစားပြီးတော့တောင်မှပဲဒီမှာစားရုံကကြောင်းတော်ပြန်ရုံမရှိသေးတယ်တောင်းဟုတ်တယ်မလားဟာပြေးရပြန်ပြီပေါ့ဗျာဟုတ်တယ်မလားအဲ့တော့ဒီချိန်လေးပဲအဲ့ဒါည9နာရီလောက်ပဲနားရတာပါဒီစီရခင်းမှာတော့ကြောလေးဆန်းလိုက်ပါဦးမယ်ရေလေးတောက်လိုက်ပါဦးမယ်ဟာကြောဆန်းမနေနဲ့ရေတောက်မနေနဲ့မင်းကြောဆန်းမဲ့အချိန်မင်းမှမရှိဘူးဟုတ်တယ်မလားကြောဆန်းဖို့မင်းမှအခွင့်အရေးမရှိဘူးရေငတ်ဟုတ်တယ်မလားရေတောက်ဖို့လည်းမင်းမှအခွင့်အရေးမရှိဘူးတောက်ချင်တဲ့မြန်တောက်မှတ်ပြီးတောက်ရမှာနော်တော်ကောင်တို့မင်းမြန်တောက်မင်းတော့မှမွေးကြီးလေးကောင်နေမဟုတ်တော့ဘူးလူသက်သမား9ယောက်ပါနေပြီဘယင်းကြီးအဲ့ဒါဒေါ်လာ3သိန်းစီပေးလိုက်ပြီးတော့လူသက်သမား9ယောက်ကတလွတ်ကိုစီကပြီးမင်းတော့မှလိုက်နေပြီမင်းနဲ့နားထောင်ကြည့်လိုက်စမ်းဟိုကောင်မမလဲပေါ့ဗျာအဲ့ဒါဟိုလူကိုတွေ့လားအဲ့ဒါဟိုတောသားဒီရောတောပါနဲ့ပြေးသွားနေတယ်ဟိုတောသားကိုတွေ့လားဘယ်ရွာပေါ့ဟာဒီနားပြေးသွားပါတယ်ဟာဆိုလိုက်ကြမယ်စသဖြင့်ပေါ့သူကခန္ဓာကိုယ်မှာသူတော်ကောင်းတို့ရားတာလေးတွေနာတာလေးတွေကြိုက်တာလေးတွေသူတော်ကောင်းတို့ပေါ်တယ်မလားလူသက်သမား9ယောက်ပဲသူတော်ကောင်းတို့ခံစားတာလေးမှတ်သားတာလေးတိုက်တွန်းနေတာလေးတွေတိနေတာလေးတွေဒါပဲမလား
အဲ့ဒါဘာလဲလူသားသမား9ယောက်ပဲလိုက်လာပြီသူတော်ကောင်းတို့ငြိမ်နေနားတောင်ရင်တော့လူသားသမားအတန်ကြားမှာပဲသူတော်ကောင်းတို့ဆူဆူတယ်ပူတယ်နားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်သူကဝေဒနာခန္ဓာလူသားသမားပဲဒါလိုမလားသူတော်ကောင်းတို့ဩငါနားရင်ကောင်းမလားမသိဘူးဆိုတာအဲ့ဒါသင်္ခါရခန္ဓာလူသားသမားပဲအဲ့ဒါစသဖြင့်ပေါ့ဗျာလူသားသမားတွေမလားသူတော်ကောင်းတို့အဲ့တော့မကြားတယ်မလားဟာကြားတယ်အေးမနေနဲ့မင်းတော့မသိမှာပဲအဲ့တော့မင်းပြေးဆိုပြီးတော့ပြေးပါတော့လားအိုလူသားဆိုပြီးတော့အဲ့ဒါတိုက်တွန်းလိုက်တဲ့အခါကျတော့သူတော်ကောင်းတို့ဘာလို့ရင်ကောင်းမလဲပြေးရမှာပေါ့ဟုတ်တယ်မလားသူတော်ကောင်းတို့ရှုမှတ်နေတယ်မလားမှားရမှာပေါ့ပြေးရမှာပေါ့အန်ဒီရီကအနောက်မှာအများကြီးပဲသူတော်ကောင်းတို့ဘွေကြီးလေးကောင်းရဲ့လူသားသမား9ယောက်ကဲအဲ့လိုပြေးပါများလာတဲ့အခါကျတော့အစားလည်းမစားရေလည်းမတော့ဟိုပင်နဲ့ညိဒီပင်နဲ့ညိအင်ဂျီနီယာပြေးပစိုးတွေကပြေးပေါ့ဗျာသူကလည်းပိန်ချုံလာအဲ့လိုလာတော့ဒီချောင်လေးမှာတော့ဘာပဲပြောငါခဏနားရင်ကောင်းမှမသိဘူးပေါ့လေဒါလိုစဉ်းစားပြီးတော့ခဏလေးနားနေတယ်ပေါ့အဲ့ဒါနဲ့ဘယင်နဲ့ထောင်လန်းရေးတို့မေးတယ်အချင်းတွေဘယ်လိုလဲဟာဒီကောင်အချင်းလူနဲ့မတူဘူးအရင်လူတွေကမွေကြီးလေးကောင်နဲ့တင်ရောပြတ်နေတာတော်တော်နှင်းတဲ့ကောင်ကလူတော်သမား9ယောက်နဲ့ဒီကိစ္စပြီးနေတာဒီကောင်ကခုချိန်ကြီးလွတ်တုံးမယ်ဟာအဲ့ဒါဆိုရင်တော့မဖြစ်ဘူးဘာကြောင့်လွတ်နေတာလဲသူကမွေးသံအောင်နားထောင်တတ်တယ်မွေးသံနားထောင်တတ်တဲ့အခါကျတော့ကြိုပြီးတော့သူကကြီးခွဲတေပါတယ်နဲ့ဖမ်းဖက်ပြီးတော့ဟာမွေးလိုက်တာပြီးတော့ထပြေးနေတဲ့သဘောပေါ့ဗျာဟိုမှာလူသားသမား9ယောက်ကိုလည်းသူကဒီမှာထောင်လန်းနိုင်တဲ့အခါကျတော့နီးလာနဲ့ထအပြေးနီးလာနဲ့ထအပြေးဆိုတော့သူကအကန့်မခံတဲ့အတွက်ကြောင့်ဒီကောင်လွတ်နေတာကိုဒါဆိုဒီလိုလောက်ကွာသူ့ရွာကိုမြင်သွားပြီးရတဲ့သူနဲ့မနန်ရင်းနေတဲ့သူ့တငယ်ချင်းကိုတွေ့အောင်ရှာသူ့တငယ်ချင်းကိုအကျိုးကြောင့်ပြောပြရော့ဒီကောင်မက်လောက်တဲ့ပတ်စံပေးလိုက်အမှန်ဒေါ်လာ10သိန်းလောက်ပေးလိုက်ဒီကောင်အဲ့ဒါပေးလိုက်ပေးပြီးတော့မင်းတငယ်ချင်းသိတယ်မလားသိတယ်အေးမင်းတငယ်ချင်းငါနန်းတော်လာပြီးတော့မွေးရအစာကျွေးတယ်ကွာအဲ့ဒါမင်းတငယ်ချင်းကလူလက်နဲ့တွေစုရုံးပြီးတော့အဲ့ဒါငါ့ကိုတော်လှန်ဖို့လုပ်တယ်ငါ့ကိုတော်လှန်မယ်ဆိုငါဘယင်ပဲကွာငါမစစ်သားတွေအများကြီးရှိနေတာငါလည်းပြန်ပြီးတော့နှိမ်နေရမှာပဲအဲ့လိုနှိမ်နေပြီဆိုရင်နှစ်ဖက်သိမယ်စစ်ပွဲဖြစ်တာမကောင်းပါဘူးအေးချမ်းချမ်းပဲကောင်းပါတယ်ဒီလိုသူ့ပလီပလာတွေပြောအဲ့ဒီတော့တယောက်သေးတာနဲ့အများကြီးသေးတာပြင်ဘယ်ဟာကြိုက်တယ်ရွေးခိုင်းဟုတ်အဲ့လိုရွေးခိုင်းလိုက်အဲ့ဒါတော့တယောက်တည်းသေးတာဒါတင့်တော်တာအေးအဲ့ဒါဆိုမင်းတငယ်ချင်းမင်းပြန်တတ်ပေးကွာသူ့မဲ့လောက်တဲ့ပတ်စံတွေပေးလိုက်ပေါ့မရအောင်စီးအောင်ဆိုတော့ပတ်စံတွေယူသွားပြီးတော့အဲ့ဒီထောင်လန်းရေးရသူ့တငယ်ချင်းကိုတွေ့အောင်ရှာပေါ့သူနဲ့မတန်ရင်းပြည့်တငယ်ချင်းကိုတွေ့အောင်ရှာပြီးတော့အကျိုးကြောင်းတွေပြောပြမင်းတငယ်ချင်းကွာမကြံသိမကြံနေတာဟုတ်အမတန်ကြံနေပေါ့အဲ့ဒါဘယ်ရင်သိလို့ရှိရင်အဲ့ဒါစစ်တပ်ကြီးနဲ့နှိမ်နေတဲ့ခါလူတွေအများကြီးသေးမယ်အဲ့တော့အများကြီးသေးတာနဲ့တယောက်တည်းသေးတာတော့တော်တာပေါ့ကွာမင်းတငယ်ချင်းတော့မင်းတငယ်ချင်းမှာပဲငါတို့လည်းမတတ်ချင်ပါဘူးဒါပေမဲ့အဲ့ဒါလူတွေအများကြီးသေးမှာနဲ့ဆိုင်တယောက်တည်းသေးတာကတော်သေးတာပေါ့ဒါကြောင့်မို့တတ်ရတာပါမင်းတတ်ပေးပါမင်းကြတော့အကတ်ခံနေအဲ့ဒါဆိုလည်းတတ်ပေးမယ်လေဆိုပြီးတော့သူတော်ကောင်းတို့အဲ့ဒေါ်လာ10သိန်းလောက်ယူပြီးတော့သူ့တငယ်ချင်းကလည်းသူ့သူတော်ကောင်းတို့တွေးတဲ့နေရာမှာတတ်ဖို့ဆိုပြီးတော့ဓမြောင်ကိုခါးနောက်မှာထိုးပြီးတော့အဲ့ဒါလိုက်လာပြီသူတော်ကောင်းတို့ဟုတ်တယ်မလားလိုက်လာပြီအဲ့ဒါလိုက်လာတဲ့အခါကျတော့သူတော်ကောင်းတို့သူ့တငယ်ချင်းကျတော့အကတ်ခံတယ်ဟာမင်းပိန်နေပါလားမနာနေတာသူတွေဟာပိန်ကြောင်းနေတကယ်ဘယ်လိုဖြစ်တာလဲမပြောချင်ပါဘူးကွာငါ့ဦးဒီမှာလိုက်ပြီးဒုက္ခပေးမဲ့လူအနောက်မှာလိုက်လာငါချန်နေလာခဲ့ငါချန်နေကလုံယုံနေသူ့တငယ်ချင်းဆိုတော့ယုံတာဟုတ်ဗျဒါလိုမလားအကတ်ခံနေတယ်သူတော်ကောင်းတို့အဲ့ဒါအကတ်ခံနေတယ်အဲ့ဒါနဲ့ပဲအကတ်ခံနေဆိုတော့အာယုံစွန်းနှိမ့်သွင်းအကတ်ခံတာကိုပြောတာမဟုတ်ဘူးနော်မှားသွားမှဆိုလို့လူချင်းအကတ်ခံနေတယ်ပြောတာမွေးလေလူသားသမား9ယောက်ကတော့အကတ်မခံဘူးလေသူတော်ကောင်းတို့သူတငယ်ချင်းကြတော့ယုံကြည်တယ်မလားဒါကြောင့်အကတ်ခံဟာမင်းတနာပါတော့ကွာမင်းပိန်ညောင်းနေတာပဲအဝိစားကြီးလည်းမင်းပြည့်ရဲထွက်တာဘယ်လိုဖြစ်နေလဲငါမစားမတော့ရတာကောင်းမစားရတာ4ရက်ရှိသွားပြီတငယ်ချင်းအဲ့ဒါညနေစားလည်းမစားဘူးပေါ့ဟုတ်တယ်မလား7ပါးသီလပဲပြစားလို့ရပါမလားမရဘူးပြေးလွှားနေရတယ်သူတော်ကောင်းတို့7ပါးသီလဆောင်ပြီးမှတ်နေရတယ်မလားအကျဉ်းချုပ်ကိုစပြောနေတယ်နော်သူတော်ကောင်းတို့အဲ့ဒါအားလုံးကဘာဖြစ်ပါလဲဥပမာတွေကြီးပဲအဲ့ဒါနဲ့ပဲသူတော်ကောင်းတို့မင်း9 နာရီထိုးတော့မှာပါလားအဲ့ဒါနဲ့ပဲအဲ့ဒါမင်းအတွက်ငါစားကြတွေဝယ်မယ်ဒါမင်းငါခြံထဲလိုက်ခဲ့ဆိုပြီးတော့သူ့ခြံတဲလေးထဲမှာသူ့ကိုတိတ်ထားခဲ့တယ်မင်းအိပ်ပြောအောင်အိပ်ငါခြံကအမတန်လုံးချုံတယ်မင်းဘာမှမစိုးရိမ်နဲ့မင်းအိပ်ပြောအောင်အိပ်ပေါ့အိတ်ခါမှာတို့ကောင်းဓာတ်နဲ့ထိုးတတ်မှာပေါ့လေသူ့ရည်ချက်ကအမင်းမဆက်ချက်လက်ချအိမ်မင်းအတွက်ငါလက်ဖက်တွေကော်ဖီတွေပါတယ်ဒီကြာကွေးတွေသွားဝယ်လိုက်အောင်မယ်ပေါ့လေအဲ့ဒါအသားလေးသွားရှောင်နေလိုက်သွားရှောင်တော့ဟိုကောင်ငါတငယ်ချင်းချမ်းငါတငယ်ချင်းတော့ငါလုံးဝမထင်ပါဘူးပေါ့ဘလို့မှစိတ်ထဲမှာဒါမထင်ဘူးပေါ့လေအဲ့ဒါနဲ့ပဲတုံးလုံးလေးလဲပြီးတော့အဲ့ဒါအိတ်နေတယ်အိတ်မပြော့တပြော့မဖွားစုကိုသောင်းနတ်ကပေါ်လာပြန်တော်သေးတာပေါ့ကိုသောင်းနတ်ရှိလို့ဟုတ်တယ်ဖွားကနေပေါ်လာပြန်အတင်လူသားတင်ဘာလုပ်နေတာလဲဟာလာပြန်ပြီဟုတ်တယ်လာပြန်ပြီကောင်းကောင်းမနေရဘူးဟုတ်တယ်မလား
ကိုတောင်းတဆိုတော့ဦးဇင်းတို့နှစ်ပါးပေါ့ဗျာသူတော်ကောင်းတို့အကျိုးအတွက်ကိုသူတော်ကောင်းတို့ပြောနေရတာငါဖွားကနေဆိုပေါ်လာပြန်ပြီဝုခရဟုတ်တယ်မဖွားကနေဆိုပေါ်လာပြန်ပြီဥနေခမဟုတ်တယ်မအတင်းလူသားအတင်းဘာလုပ်နေတာလဲပေါ်လာပြန်ပြီအသားလေးရှောင်ပြီးတော့မှတုံးလုံးလဲနေတယ်မင်းတုံးလုံးမလဲနဲ့မင်းနံပါတ်မှာမင်းမရှိရင်ဒါမင်းတုံးလုံးလဲနေတာငါသိတယ်ဟုတ်တယ်ငါသိတယ်မင်းကောညာလို့မရဘူးမင်းဘာအဲကြောင့်ငါလိုက်လာတာမင်းဘာလုပ်နေတာလဲဟာပေါ့ပြင်မလို့ပါဖေဟာဟုတ်တယ်ပြင်မလို့မတုံးလုံးလဲနေပါမင်းတုံးလုံးမလဲနဲ့ရန်သူတွေကထပ်တိုးလာပြီတို့အောင်လို့ရန်သူတွေတိုးမလာဘူးလားရန်သူတွေတိုးလာပြီမွေလေးကောင်လည်းလိုက်နေပြီရှူးနဲ့လူသား9ယောက်ကလည်းလိုက်နေပြီအေးလေအဲ့နှစ်ခုတည်းပဲမဟုတ်ဘူးလားမဟုတ်ဘူးမင်းတငယ်ချင်းလူယုံတယောက်ကလည်းလိုက်လာပြီမဖြစ်နိုင်ဘူးသူ့တဲမှာခုကျွန်တော်အိတ်နေတာပဲကျွန်တော်အိတ်နေတာသူ့တဲမှာပဲခုကျွန်တော်တို့လက်ဖက်တွေမုံနေသွားဝယ်တယ်ကျွန်တော်တို့သူတနာတို့မျက်နှာငယ်လေးနဲ့မလေးအဲ့ဒါမင်းလှည့်သားနေတာမဖြစ်နိုင်ပါဘူးမင်းကလက်တွေ့ပြမယ်မင်းတငယ်ချင်းမုံနေပါနဲ့ပြန်လာတဲ့ခါကျလို့ရှိရင်မင်းပြည့်ဖက်လိုက်ပြီးခါကြောက်ဆန်းကြည့်လိုက်မင်းဓမြောင်နဲ့ဓမြောင်ကိုဆန်းပြီးမင်းကိုတတ်မယ်ဆိုတာကိုမင်းလက်ခံမလားဒါဆိုလက်ခံတယ်ကျွန်တော်သူမုံနေပါသွားဝယ်တာဓမြောင်ခါကြထိုးလာကြအကြောင်းမှမဟုတ်ဖွက်လာကြအကြောင်းမှမရှိတာဓမြောင်ဖွက်လာတယ်ဆိုတော့ကျွန်တော်တတ်မလို့ဒါကျွန်တော်လက်ခံမယ်အဲ့ဒါဆိုမင်းပြည့်ဖက်ကြည့်လိုက်ခေါမသိမသာနဲ့မဆန်းကြည့်လိုက်မုံနေပါလာတော့တကယ်ချင်းဝမ်းသာလိုက်တာဆိုပြီးခါပြေးဆန်းကြည့်လိုက်မင်းဓမြောင်ပါရင်ရတော့အဲ့ဒါမင်းကိုတတ်မယ်လို့မင်းလက်ခံရင်မင်းဘာလုပ်ရမှာလဲပြေးရမှာပေါ့ဒါလို့မလားအဲ့ဒါလည်းပဲအိတ်ချင်အောင်ဆောင်နေတယ်တို့အောင်တို့သူတငယ်ချင်းလက်ဖက်ရည်တွေကော်ဖီတွေအကြာကိုတွေယူရဲလာတဲ့တငယ်ချင်းထထပြီးမှပြန်ရောစားဆိုတော့ဟာငါဝမ်းသာလိုက်တာငါမစားရတာညနေစာမစားတာ4ရက်ရှိနေပြီတငယ်ချင်းစားရလဲရှုမှတ်ပြီးစားရတဲ့ခါကျတော့မဝဘူးဟာအစင်ရမပြေဘူးအဲ့တော့ငါပိန်ညောင်းနေတာမင်းကြီးမပါလာတော့အမတန်ဝမ်းသာတာပဲဆိုပြီးတော့အဲ့ဒါညာဘက်လက်နဲ့ခါကိုပြည့်ဖက်ပြီးဘက်လက်နဲ့အထုပ်ကိုယူတဲ့ခါကျတော့ဓမြောင်ဆန်းမိပြီသူတော်အောင်တို့သူ့ကိုတတ်မယ်ဆိုတာမသေးကြဘူးလားသေးကြသွားပြီအဲ့ဒါနဲ့စသိမ်းမွေးချင်းထားသွားတယ်ဟုတ်တယ်မလားအဲ့ဒါလည်းပဲတငယ်ချင်းငါဒီမှာဒါလေးစားပြီးငါခဏလေးနေလိုက်အောင်ပဲမင်းအိမ်ကိုခဏပြန်ပြီးငါဆလိတ်လေးတောက်ချင်လို့ဆလိတ်လေးပြန်ပြေးယူကွာအေးဆိုပြီးတော့ဟိုကလည်းတကယ်မှတ်လို့ပဲသူ့လည်းပြန်လှည့်သားတာဟုတ်ဗျအဲ့ဒါနဲ့ပဲသူတော်ကောင်းတို့အဲ့ဒါဤကြကိုတွေပိုက်တော့မစားနိုင်တော့သူလည်းထွက်သွားတယ်တခါလေးတုတ်ချေတင်ရတော့တာပဲအဲ့ဒါနဲ့ပဲပြန်လာဟိုကောင်ကအကြောင်းသိသွားပြီငါပြည့်ဖက်တာဓမြောင်ဆမ်းမိသွားတာကိုမဖြစ်ဘူးတိုင်းမှာပဲဆိုပြီးတော့ဓမြောင်လက်မှာကင်ပြီးတတ်ဖို့လိုက်ပြီတဲ့သူတော်ကောင်းတို့ပြေးတဲ့သူကဘာဖြစ်တာလဲတရားဥထဲသူ့တမ်းမဲ့သူကငွေကြီးလေးကောင်ရဲ့လူသားသမား9ယောက်ကဲသူ့တန်ငယ်ချင်း1ယောက်ကဲတမ်းမဲ့လူတွေကတော့တိုးလာပြီနော်သူတော်အောင်တို့ပြေးနိုင်မှလွတ်မယ်ပြေးနိုင်မှလွတ်မယ်ဗျအဲ့ဒါနဲ့ပဲတော်တွေတောင်းတွေကိုဖျက်တမ်းပြေးအဲ့ဒါဒဏ်ရာတွေရဖို့ပြစ်လဲအဲ့ဒါဒီလိုပဲကြိုးစားမှာပဲသူတော်ကောင်းတို့ဟုတ်တယ်မလားနာရတို့တိခံမှာပဲသူတော်ကောင်းတို့ကိုယ်အိမ်မှာအေးစစ်နေရလောက်တော့ဘယ်တက်တာပါမလဲလွတ်အောင်ပြေးနေရတာမလားမိသွားရင်အန္တရာယ်ပိုဆိုးတယ်အိမ်မှာအေးဆေးနေတဲ့ပုဂ္ဂိုလ်တွေကအေးဆေးတဲ့အသေးခံမဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်မလားမသိတဲ့ပုဂ္ဂိုလ်တွေသူတို့နောက်မှာလူတသမားတွေတပြုံတစ်ခေါင်းတတ်မှတ်ဖြတ်မဲ့မွေတွေရောလိုက်နေတာသူတို့မသိဘူးမလားမြက်ကန်း30မကြောက်ပေါ့ဗျာဟုတ်တယ်မလားမြက်ကန်း30မကြောက်ခုတော့သူတော်ကောင်းတို့အဲ့ဒါတရားတွေနာတရားတွေအားထုတ်တဲ့အခါကျတော့ဘုသောနတ်ကလာပြောတဲ့အခါကျတော့လူတသမားတွေဝိုင်းဝိုင်းလဲနေတယ်နောက်မှတောက်ကြောက်လိုက်နေတယ်ဆိုတာသိတော့သူတော်ကောင်းတို့ဖြည်းဖြည်းမပြေးတော့ဘူးလွတ်အောင်မြန်ပြေးတယ်အဲ့ဒါနဲ့သူတော်ကောင်းတို့အဲ့ဒါရေရလည်းကအစားမစားရလည်းအတော်ကြာအဝတ်စားတွေလည်းကောလုံးဆုပ်ပြခလုတ်တွေပါတိုက်တော့ဒဏ်ရာတွေရပေါ်တယ်အဲ့ဒါနဲ့မထေမှာပဲတောထဲမှာအိမ်လေး6လုံးသွားတွေ့တယ်တဲ့အိမ်လေး6လုံးဆိုဝမ်းသာသွားတယ်အိမ်ချင်းတော့လူရှိရမှာပဲပေါ့လေအဲ့ဒါဘာပဲပြောအိမ်ချင်းလူရှိမှာပဲငါအားကိုးစရာတွေရှိမှာပဲဒီအိမ်6လုံးမှာအဲ့ဒါငါအတွက်တော့ရေရှိမှာပဲငါအတွက်တော့အစားအစာရှိမှာပဲငါဒဏ်ရာတွေကိုဆေးလုံးလို့ဆေးတွေပါတွေတော့ရှိမှာပဲငါဝတ်စားတွေစုပ်ပြနေတာကိုဒါလဲမယ်ပေါ့လေအဲ့ဒါနဲ့အိမ်လုံးကိုတက်ကြည့်လိုက်တယ်တက်ကြည့်လိုက်တဲ့အခါကျတော့သူတော်ကောင်းတို့အဲ့ဒါမျိုးကြောင့်နဲ့ဝင်လိုက်တော့လဲအဲ့ဒါထမင်းဟိုဟင်းတွေအကုန်လုံးကွဲပြဲပြီးတော့ခါတယ်မှွေနှောက်ပြီးတော့ဒီလိုဖြစ်နေထရန်တွေကအကုန်လုံးပြတ်တတ်ကြကျန်းနေရကျိုးအပေါ်ကခေါင်းမိုးတွေလည်းအကုန်လုံးပြတ်တတ်ပြီးတော့မိမိရဲ့အတွက်လိုအပ်ချက်ပေါ့မိမိရဲ့အားကိုးတရားဘာမှကိုရှာမရဘူးတဲ့အိမ်လုံးကိုမှွေနှောက်ရှာတော့ဘာမှရှာမရဘူးတဲ့ဒီအိမ်မှာတော့ဘာမှမရှိဘူးနဲ့တူတယ်နောက်တဲ့အိမ်တက်ကြည့်လို့လဲသူတော်တို့အဲ့ဒီတိုင်းပဲတဲ့ဘာမှအားကိုးတရားမရှိဘူးတဲ့သမင်းနဲ့ဟင်းတွေလည်းမရှိအဲ့ဒါအဝတ်စားလည်းမရှိရေလည်းမရှိအဲ့ဒါဆေးတွေပါတယ်လိမ့်ဖို့ဆေးတွေဝါတွေလည်းမရှိစသဖြင့်ပေါ့ဗျာတိမ်မိတက်တဲ့ခါကျတော့အိမ်6လုံးသာကုန်သွားတယ်အားကိုးတရားဘာမှမရှိဘူးဆိုပြီးတော့ငါဘွားဟာတကောင်ကျွတ်ပဲအားကိုးရမှမရှိပဲကိုယ်လုံးနဲ့ကိုယ်ဝေဒနာနဲ့ကိုယ်သူတော်ကောင်းတို့မှတ်နေရတာမလားအာမငယ်နဲ့သူတော်ကောင်းတို့ဟုတ်တယ်မလားသူလည်းသူဒုက္ခနဲ့သူကိုယ်လည်းကိုယ်ဒုက္ခနဲ့ကိုဟုတ်တယ်အဆောင်ပြန်ရောက်လက်ကုပ်မေးကြည့်မင်းမှတ်တဲ့အခါမနာဘူးလားမျက်မှောင်ကြုံပြီးပြောလိမ့်မယ်နာတယ်ဟုတ်တယ်မလား
အဲ့ဒါသူတော်ကောင်းတို့မိမိတယောက်တည်းမှာကွက်နာတာမဟုတ်ဘူးအကုန်လုံးနာတာဒါလို့မလားအကုန်လုံးနာတာသူဒုက္ခနဲ့သူကိုဒုက္ခနဲ့ကိုပဲအဲ့တော့မိမိတယောက်တည်းမှာမဟုတ်ပဲဗျအတင်းကမ်းမှာဒါလို့မလားအဲ့ဒါကိုမသိဘူးဩဘယ်မှာအာကိုးစရာမရှိဘူးငါ့ဘဝတစ်ခေါင်ကျွတ်ပဲငါ့ကိုလည်းဘယ်သူမှဘာမှအာမပေးကြဘူးဆိုပြီးတော့အဲ့အိမ်6လုံးအလဲကောင်မှအဲ့ဒါစိတ်ဓာတ်တွေကြာပြီးတော့ခြိပြစ်လက်ပြစ်ပေါ့ဗျာအဆောင်ပြန်ရောက်ရင်ဖြစ်နေတဲ့ပုံစံအတိုင်းပေါ့ခြိပြစ်လက်ပြစ်ဖြစ်အဲ့ဒါနဲ့ကိုတောင်းတကမနေနိုင်ဘူးဖွာကနေပေါ်လာဟာမင်းကခြိပြစ်လက်ပြစ်ဖြစ်နေတယ်ဟောမင်းကွာမကြောက်မလားအဲ့ဒါမင်းမကြောက်မလားမင်းပြေးမင်းမြင်မြင်ထပြေးစမ်းခုအိမ်6လုံးမှမင်းတို့အာကိုးစရာဘာမှမရှိဘူးမလားအကုန်လုံးပြက်စီးနေတယ်မလားအလိုလိုပြက်နေတာမဟုတ်ဘူးဓမြ6ယောက်ကနှိမ့်တိုင်းလာပြီးဒီ6အိမ်စုရွာလေးကိုအမြဲတမ်းနှောက်ရှက်နေတာရသမျှအကုန်ယူတာအဲ့ဒါကြောင့်မို့မင်းအာကိုးစရာဒီမှာဘာမှမရှိဘူး6အိမ်လုံးပြက်စီးနေတာအဲ့ဒါဓမြ6ယောက်ကလက်ချက်တွေကြောင့်ပဲအဲ့ဒါမင်းမကြခင်ဒီကောင်တွေရောက်လာတော့မယ်ဒီကောင်တွေကနှိမ့်တိုင်းရောက်လာလို့ရှိရင်သူတို့ပိုင်နဲ့ဖြစ်တဲ့ဒီ6အိမ်စုရွာထဲမှာဟာလူသိန်းဝင်နေပါလားဆိုမင်းတို့ပါတတ်သွားမယ်မင်းမြန်ပြေးပါတော့လားအိုသူသားဆိုပြီးတော့ဟိုကောင်းငင်ကနေအကြီးကျယ်ပြောလိုက်တဲ့အခါကျတော့သူတော်တို့ဘာလို့ရင်ကောင်းမလဲပြေးရမှာပေါ့သူတော်ကောင်းတို့ခြေတော်ဆင်းရင်လည်းမှတ်ပေါ့ဗျာလိမ့်သေးလူရင်လည်းမှတ်ပေါ့ဗျာဟုတ်တယ်မလားမှတ်မှာပဲအဲ့ဒါတော်တော်ဘာထပြေးတာပေါ့အဲ့ဒါနဲ့ဓမြ6ကရောက်လာတာနဲ့လှမ်းမြင်လိုက်တယ်ဟာငါတော့အမြဲတမ်းတောင်းညမ်းနေတဲ့ရသမျှအကုန်ယူနေတဲ့6အိမ်သူရွာကိုဟိုကောင်ဘာဝင်ရှုပ်တာလဲဒီကောင်တခါမှမမြင်ဘူးပါဘူးဒီကောင်ဘယ်မြင်ဘူးမလဲဗျခုမှတရားနာတရားအားထုတ်တာဟုတ်တယ်မလားဒီကောင်ဘာလာရှုပ်နေတာလဲဟဲ့အောင်ဒီကောင်တော့လိုက်ပြီးတတ်ပြင်းမယ်ဒီကောင်ဘာလာရှုပ်တာလဲဆိုပြီးတော့ဓမြ6ယောက်ကလည်းသူတော်ကောင်းတို့လက်နဲ့ကိုယ်စီကင်ပြီးတော့ဆောင်းတော့ပြေးသွားတဲ့အဲ့ဒီဒေါသနာကိုလိုက်ပြီးတဲ့သူတော်ကောင်းတို့ရန်သူတွေထပ်တိုးလာပြန်ပြီသူတော်ကောင်းတို့ရန်သူတွေအများကြီးတော့သူတော်ကောင်းတို့အဲ့ဒါနဲ့ပြေးနဲ့ပြေးရင်နဲ့မြစ်ကြီးရဲ့ဒီဘက်ကမ်းကိုရောက်လာတယ်မြစ်ကြီးကိုလှမ်းကြည့်လိုက်တဲ့ခါကျရေစီးကလည်းတအားတန်လိုင်းလုံးကြီးလည်းမတန်ကြီးတာပဲငါအနောက်မှာတော့အဲ့ဒါငါ့ကိုတတ်မဲ့ရန်သူတွေလိုက်လာတော့သိကြတယ်ဒီမြစ်ကြီးကိုဖြတ်ကူးမှငါလွတ်မှာပဲဒါပေမဲ့ဒီမြစ်ကူးကဘာဖြစ်တာလဲမလွယ်ဘူးရေစီးကလည်းသူတော်ကောင်းတို့အမတန်တန်တယ်ဒါလို့မလားရေစီးကအမတန်တန်တယ်သူတော်ကောင်းတို့အမှတ်လွတ်သွားတာနဲ့ငါကြားတယ်ဟုတ်တယ်မလားငါနာတယ်ဒါရေစီးတွေတန်နေတာမလားဒိဋ္ဌောကစာလို့သုံးတာပေါ့ဗျာရေစီးကလည်းအမတန်တန်တယ်တိုင်းလုံးကြီးလည်းအမတန်ကြီးတယ်သူတော်ကောင်းတစ်လုံးဆိုဟာပြေးလာတော့ဒီထိရောက်လာပြီဒါပေမဲ့ဒီကြီးကိုငါဖြတ်ကူးဖို့ကတော့မလွယ်တော့ဘူးသေခြင်းနဲ့သေပြီတော့ဆိုပြီးတော့ပြစ်ကြသွားတယ်တဲ့စိတ်သက်တည်ကြပြီးဆောင်းဆောင်ထိုင်နေတယ်ပေါ့အဲ့ဒီအချိန်မှာကိုရောနကဖွားနေပေါ်လာအတင်လူသားဘာလုပ်နေတာလဲဒီမြစ်ကိုတော့မကူးနိုင်ဘူးအဲ့ဒါဟာဒီမြစ်ကိုဖြတ်ကူးပြီးဟိုဘက်ကမ်းကိုရောက်သွားတဲ့လူတွေလောကမှာအများကြီးရှိဘူးတဲ့သူတော်အောင်လို့မရှိဘူးလားကျေးဇူးရှင်မဟုတ်ဆရာတော်ဘုရားကြီးတို့ကျေးဇူးရှင်သိန်းကူဆရာတော်ဘုရားကြီးတို့သူတော်အောင်တို့ဒီမြစ်ကိုဖြတ်ကူးခဲ့ဦးတယ်နော်သူတော်အောင်တို့ကျေးဇူးရှင်ဝေဘူးဆရာတော်ဘုရားကြီးတို့ကျေးဇူးရှင်ဆာတောင်ဆရာတော်ဘုရားကြီးတို့သူတော်အောင်တို့အလမ်းမဝေးသေးတဲ့ကာလမှာဒီမြစ်ကိုပိုင်နိုင်ဖြတ်ကူးသွားတဲ့ပုံကိုယ်တွေမြန်မာနိုင်ငံမှာမရှိဘူးလားအမေရိကန်နိုင်ငံမှာတရားမှမကူးဘူးဟုတ်တယ်မလားအမေရိကန်လူမျိုးကြီးဟန္တာဖြစ်တာကြားဘူးလားမကြားဘူးပါဘူးဗျစာတွေဖတ်ကြည့်ဦးအဲ့ဒါမြန်မာလူမျိုးတွေဟိုဘက်ကန်းရောက်သွားတာအများကြီးပဲသူတော်ကောင်းတို့ဒါလို့မလားမင်းအဲ့ဒါဒီမြစ်ကိုအဲ့ဒါဇွဲနဲ့ဖြတ်ကူးသွားပြီးဟိုဘက်ကိုရောက်သွားတဲ့ပုံကိုယ်တွေမြန်မာပြည်မှာအများကြီးရှိတယ်မင်းဘာဆက်တဲ့ကြာနေတာလဲအဲ့ဒါမင်းကူးရမယ်မင်းကူးဖို့ကူးရမယ်မကူးလို့ရှိရင်မင်းအသေးခံမလားဒီဘက်ကမ်းမှာအသေးခံမလားဒါကိုဖြတ်ကူးရင်းနဲ့သေခြင်းသေးအဲ့ဒါစိုင်းပြီးလို့သေသွားညက်တယ်ဟုတ်တယ်မလားသူတော်ကောင်းတို့လက်ဆင်းပြီးအသေးခံရဆိုင်ဒီမြက်ကိုအဲ့ဒါကြိုးစားပြီးဖြတ်ကူးပြီးတော့ရုပ်လေသူတော်ကောင်းတို့ညက်တယ်ဒါလို့မလားမင်းတလုံးနှလုံးသွင်းရပါမင်းခုမဟုတ်ဘူးမင်းမြစ်ကြီးကြည့်ပြီးတော့မင်းစိတ်သက်တွေကြာပြီးတော့ကဲသေခြင်းနဲ့သေပါသေးတော့ဆိုတော့မင်းနှလုံးသွင်းနေမှားနေတယ်မင်းမြန်ထမင်းဟိုမှာဓာတ်တွေ့လားဓာတ်ယူဟိုမှာတောကြီးတွေ့လားသူကဝါးတွေဝင်ခုတ်အဲ့ဒါဝါခုတ်ဖောင်ဖွဲ့အဲ့ဒါလှော်တဲ့တွေပါပိတ်လုပ်ပြီးမြန်ကူးတော့အနောက်မှာကမွေလေးကောင်နေလည်းမကတော့ဘူးလူတသမ9ယောက်လည်းမကတော့ဘူးအဲ့ဒါမင်းငယ်ချင်းလူရောလည်းမင်းတတ်ဖို့လိုက်လာပြီထပ်တိုးလာတာကဓမြ6ယောက်ကလည်းမင်းကိုတတ်ဖို့လိုက်လာပြီတပြုံတစ်ခေါင်းကြီးအဲ့ဒါမင်းအန်ရည်တအားများနေပြီနီးနေပြီမင်းမြန်လှုပ်တော့မြန်ဖောင်ပြင်တော့ဆိုပြီးတော့လှုပ်တဲ့အခါကျတော့အမတန်အာတင်းပြီးတော့ပေါ့ဗျာအာတင်းပြီးတော့ဓာတ်အကိုင်းခေါင်းတွေပါပိတ်ကြိုက်ပြီးတော့တော်တဲ့ဝင်သွားဝါခုတ်ဝါသေးသေးလေးတွေခုတ်မင်းကဝါသေးသေးလေးထောက်တယ်မလားဝါသေးသေးလေးမင်းကခုတ်ပြီးပါလဲဒီမြစ်ကိုကူမရဘူးအဲ့ဒါခုတ်တာလဲနှလုံးသုံးလုံးဝါသေးသေးလေးနှလုံးသုံးလုံးကတောင်းဖောင်ကခိုင်မလားမခိုင်ဘူးဝါကြီးမှရှစ်လုံးနဲ့မှမကင်ရှိပါဘူးပြောနေတာတော့တော်တို့ရှစ်လုံးပြည့်အောင်ခုတ်ဝါကြီးခုတ်အဲ့ဒါထိုးဝါတွေပါလေအမအပေါ်မှာတင်းသားတော်တက်တွေပါလေတင်းသွားဝါသေးသေးလေးထားပြစ်ခဲ့လိုက်တော့အမဝါကြီးတွေကြောင်းခုတ်မှကြောက်ထနေတဲ့ဝါတွေအကြီး
အဲ့ဒါတွေခုတ်မရှင်းလုံးပြေးပြီလားပြေးပြီဆိုဟိုထိတ်ဟိုဘက်ထိတ်ပဲထိတ်ဖောက်ဝါသူတင်းနဲ့အမဟိုတီလိုက်တီပြီးတော့ကျွန်မနွယ်တွေကျိန်နေရှိနေတာပဲကျိန်နေပါလေခုတ်ခိုင်အောင်တုတ်ချက်တွေပါလေပိတ်ပဲရိုက်အဲ့ဒါသူတော်တို့ကိုသောနကခိုင်းနေရတယ်ဟုတ်တယ်မလားကိုသောနကခိုင်းနေရတဲ့ခါကျတော့လောက်ပါမယ်ပေါ့ဗျာအဲ့ဒါနဲ့ပဲလော်တက်တွေပါလှုပ်ပြီးမြန်လှော်တော့သူတော်ကောင်းတို့ဟိုကမှီနိုင်မလွယ်ဘူးလေသူတော်ကောင်းတို့ဟုတ်တယ်မလားအဲ့ဒါနဲ့ပဲဟိုဘက်ကိုလှော်တဲ့ခါကျတော့ရေစီးတန်တော့တွင်ပါမလားမတွင်ဘူးတဲ့ရေစီးတန်တယ်အဲ့ဒါတချို့ကကြတော့လေဖောင်ပေါ်မှာဖုံးကပါလာသေးတယ်ဗျဟုတ်တယ်အဲ့ဒါလည်းတော်တော်ဆိုးတယ်ဟုတ်တယ်မလားအဲ့ဒါမိမိခန္ဓာကဓမ္မယုံထဲမှာမိမိအတွေးတွေကအိမ်မှာဟုတ်တယ်မလားဒီရဆိုတော့ကိုယ်နေရတယ်ကြာပြီဆိုတော့ဖုံးလေးတော့အဆောင်ပြန်ရအောင်ဆက်အောင်မှပဲဆိုတော့သူ့ဖောင်ပေါ်မှာဖုံးပါလာတာကပြဿနာပဲသူတော်ကောင်းတို့ဒါလို့မလားသူကတန်ရောစိမ်မှာမပြတ်တာအဲ့ဒီဖုံးကိုသူတော်ကောင်းတို့မြစ်ထဲလွတ်ပြလိုက်ရမယ်ဟုတ်တယ်မလားသွားဘာပဲပြောဒီဖောင်ကိုအားပြုပြီးတော့ဒီရေစီးတန်နဲ့ဒီအန်ရဲတွေဒီအခက်ခဲတွေတိုင်းလုံးကြီးဒီအခက်ခဲတွေကိုငါစ조사ပြီးတော်မယ်လို့ပြီးတော့ချက်ကြော်မယ်ဆိုပြီးစိတ်ကိုတစိတ်တည်းထားပြီးတော့ကြုံယုံတော်ရမှာဒါလို့မလားကိုတော့စိတ်ကတစိတ်တည်းမဟုတ်ဘူးသူတော်တို့အိမ်ကိုသတိရတော့အိမ်စိတ်ဒကာကြီးကိုသတိရတော့ဒကာကြီးစိတ်ကလေးကိုသတိရတော့ကလေးစိတ်ကားကိုသတိရတော့ကားစိတ်အလုပ်ကိုသတိရတော့အလုပ်စိတ်ဟုတ်မလေးစိတ်တွေများဘူးလားဗမာလဲလှော်မဲ့စိတ်ဟုတ်တယ်အဲ့ဒါစိတ်တွေအမတန်များနေတယ်သူတော်ကောင်းတို့ဒါလို့မလားအဲ့ဒါနဲ့ပဲကိုသောနကတိုက်တွန်းတာမြန်လို့အားရှိတဲ့လောက်လှော်ရမယ်သူတော်ကောင်းတို့ဟုတ်တယ်မလားနေကင်းမဲ့လဲလှော်ရမယ်ညာဘက်ကောလှော်ရမှာပဲသူတော်ကောင်းတို့ညာဘက်ဆိုတာနိဗ္ဗာန်ရဲ့တစိတ်တိသပဲတဲ့သူတော်ကောင်းတို့ဆရာတော်ဘုရားကြီးတယ်လို့ဟောတာနော်ဒါဖြစ်လို့ညာနိဗ္ဗာန်ရဲ့တစိတ်တိသပဲလို့ပြောရတယ်ဆိုတော့တိတ်စိတ်လို့သူတော်ကောင်းတို့ဟုတ်တယ်မလားတိတ်စိတ်တဲ့ပတ်ဝန်းကျင်တိတ်စိတ်မှာအားထုတ်ရတဲ့ပုဂ္ဂိုလ်ကတမာရိရလွယ်တယ်ဒါလို့မလားတမာရိရတဲ့အခါကျတော့အရှိမှန်တရားတွေကိုမြန်မသိနိုင်ဘူးလားသိနိုင်တယ်ဟိုဘက်ကမြန်ရောက်နိုင်တယ်နေကင်းပဲလဲလှော်ပါညပဲလဲလှော်ပါဆွန်းစားရင်လဲလှော်ပါဟုတ်တယ်ရေတောက်ရင်လဲလှော်ပါဟုတ်တယ်မလား9ရက်လောက်လှော်ပြီးတော့ဟိုဘက်ကဒီဘက်ကကိုပြန်ရောက်သွားရင်တော့မလွယ်ဘူးသူတော်အောင်လို့ဟုတ်တယ်မလားဒါပေမဲ့ဒီဘက်ကပဲရောက်မှာပါ9ရက်တော့လှော်ကြဟုတ်တယ်မလားအဲ့ဒါနဲ့ပဲကြုံလှော်တာအာတင်းပြီးလှော်တဲ့အခါကျတော့ဒီဘဝလှော်လို့မရောက်တယ်နောက်တစ်ဘဝလှော်ရမှာပေါ့ဗျာဒါလို့မလားနောက်တစ်ဘဝလှော်လို့မရလဲနောက်တစ်ဘဝလှော်ရမှာပေါ့သူတော်ကောင်းတို့လှော်ပြစ်ဖို့အရေးမကြီးဘူးလားရန်ကုန်နဲ့မန္တလေးကမိုင်900ဝေးရဲဆိုကြပါတို့သူတော်ကောင်းတို့ရန်ကုန်ကနေမန္တလေးကိုရောက်ချင်တယ်ဆိုရင်အရေးကြီးဆုံးကဘာလုပ်ဖို့လဲလှော်ဖို့ပဲလှမ်းဖို့ပြောနေတာသူတော်ကောင်းတို့ညာလှမ်းလိုက်ဘယ်လှမ်းလိုက်အဲ့ဒါလှော်တာမလားအဲ့တော့သူတော်ကောင်းတို့ညာခြေတော့လှမ်းလိုက်တယ်တဲ့ရန်ကုန်နဲ့တပေဝေးပြီးတော့ဘာနဲ့တပေနီးပါလိမ့်မန္တလေးနဲ့တပေနီးလာတယ်သူတော်ကောင်းတို့ဒါလို့မလားကြွားတယ်မှတ်လိုက်တယ်ဆိုကြပါစို့သူတော်ကောင်းတို့ဒီဘက်ကန်းနဲ့တပေဝေးပြီးဟိုဘက်ကန်းနဲ့ဘာဖြစ်တာလဲတပေနီးလာတယ်ဒါပေမဲ့သူတော်ကောင်းတို့မြဲလေလောက်မှာပဲသူတော်ကောင်းတို့ရေရိမ်နစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိနိုင်တာပေါ့ဗျာရှိသူတော်ကောင်းတို့နောက်ဘဝမှာထလော်မယ်ကဲမကောင်းဘူးလားမရောက်မချင်းလော်မယ်သူတော်ကောင်းတို့မကောင်းဘူးလားဒီဒေါသကတော့သူတော်ကောင်းတို့ဒီတဝတင်ပဲကျုံယုံလှော်လိုက်တာဟိုဘက်ကန်းရောက်သွားရောက်ပုံလေးပြောပြပါအောင်မယ်နောက်မှပေါ့ဟုတ်တယ်မလားအဲ့ဒါဟိုဘက်ကောင်းရောက်တော့မောတာပေါ့ပြန်လဲလှည့်ကြည့်လိုက်တော့မွေကြီးတဲ့ဦးနဲ့ရောက်လာဟိုကောင်ပဲရောက်သွားပြီလေဟိုကောင်ပဲရောက်သွားပြီတဲ့ဟိုဘက်ကလှမ်းကြည့်လိုက်တော့ဟိုဘက်ကရောက်သွားပြီဟာဒီကောင်ကအရင်လူတွေနဲ့မတူဘူးအရင်လူတွေနဲ့မတူတော်တော်စင်တာပဲငါတို့တရင်ကိုကြိုရနေတယ်အပြည့်ရလည်းအမတန်တန်တာပဲညံလည်းအမတန်အားကောင်းတာပဲဒီကောင်တော့ငါတို့မတတ်နိုင်တော့ပါဘူးဆိုပြီးတော့တကြီးတွေကိုချပြီးတော့စိတ်သက်ကြသွားကြတယ်တဲ့တိတ်မကြောက်လူသတ္တမန်ကလည်းရောက်လာတယ်ဒါဟိုကောင်ပေါ်မှာလဲဟိုကောင်ပေါ်မှာလဲပေါ့ဒီဓာတ်ကြီးကန်ပြီးတော့အလှမ်းကြည့်တဲ့ဟိုဘက်ကရောက်တော့ဟာဒီမြင့်ကြီးတော့သူတို့လည်းကူးပြီးလိုက်နိုင်ပါမလားမလိုက်နိုင်ဘူးသူတော်ကောင်းတို့လူသတ္တမလူလာတတ်ရဲတာမြင့်မကူရဲဘူးဒီမြင့်မကူရဲဘူးသူကမလိုက်ရဲဘူးပေါ့ဒီကောင်တော့လွတ်သွားပြီတခြားလူတွေလည်းမတူဘူးပေါ့တခြားလူတွေကဒီမှာငါတို့တယောက်တက်လိုက်တာနဲ့တင်သေးနေတာခုဒီမှာတပြုံးတစ်ခေါင်းလိုက်တာတော့ဒီကောင်တော်တော်လှင်နေကောင်ပဲအဲ့ဒါဆိုပြီးတော့ဓာတ်တွေကိုလွတ်ချပြီးတော့စိတ်သက်ကြသွားကြတယ်တဲ့သူတငယ်ချင်းကလည်းရောက်လာတယ်တမြောင်လေးကင်ပြီးတော့ဟိုကောင်ပမာလဲပေါ့လမ်းကျဲတော့ဟိုဘက်ရောက်သွားပြီဟိုဘက်ရောက်သွားတဲ့အခါကျတော့အဲ့ဒါငါဒီကောင်တက်ဖို့အခွင့်အရေးမရတော့ဘူးတဲ့ဓမြ6ယောက်ကလည်းထုံနီး၎င်းပေါ့ဗျာအဲ့တော့သူတော်ကောင်းတို့စဉ်းစားကြည့်လိုက်ဟိုလူကြည့်ဟိုဘက်ကန်းရောက်သွားတဲ့အဲ့ဒေါသလှမ်းကြည့်လိုက်တဲ့အခါကျသူ့ကိုတတ်မဲ့လူတွေအကုန်လုံးလက်နဲ့တွေချသွားကြပြီသူတော်ကောင်းတို့ဟုတ်တယ်မလားအဲ့တော့သူချမ်းသာရမရသွားဘူးလားဟိုဘက်ကန်းကချမ်းသာတယ်ဘာဖြစ်လို့ချမ်းသာတာလဲဆိုတော့အန္တရာယ်တွေနဲ့ဝေးသွားလို့သူတော်ကောင်းတို့လက်ခံရလားဒါဆိုဟိုဘက်ကန်းချမ်းသာတယ်ဒီဘက်ကန်းဘာဖြစ်တာလဲမချမ်းသာဘူးဘာဖြစ်လို့မချမ်းသာတာလဲဆိုတော့အန္တရာယ်တွေများလို့ဒါလို့မလားအန္တရာယ်တွေကိုသူတို့ကတော့ရေးကြည့်ရ
ဝေကြီးလေးကောင်ရဲ့လူတတမ9ယောက်ကဲလူယုံ1ယောက်ကဲဓမြ6ယောက်ကဲအဲ့ဒီအန္တရာယ်တွေရှိနေတဲ့ဒီဘက်ကန်းဟာသူတော်ကောင်းတို့ငြိမ်းချမ်းပါမလားချမ်းသာပါမလားချမ်းသာပါဘူးဒါဆိုရင်သူတော်ကောင်းတို့ဟိုဘက်ကန်းကဒီအန္တရာယ်တွေမရှိတဲ့ကြောင့်ချမ်းသာတဲ့ဆိုတာမသေးကြဘူးလားဟိုဘက်ကန်းကိုရောက်ဖို့တော့မြစ်ကြီးရတော့သူတော်ကောင်းတို့လှိုင်းနေပြင်းထန်တဲ့ရေစည်းတန်နဲ့ကူးမှရောက်မှတော့ဇွဲနဲ့ကူးတဲ့ပုဂ္ဂိုလ်မှရောက်မှဟန်ဆောင်ပန်းဆောင်ကူးတဲ့ပုဂ္ဂိုလ်ရောက်ပါမလားကြိုးစားပွားများအားထုတ်ဖို့အရေးမကြီးဘူးလားဇာတပိကွေမပမတ္ထမပစ္စာဝိပ္ပတိတာရိနောဟုထအယံဝောမကန္တုသာသနေသာသွေနှလုံးပြော့ပြောင်းအိုသူတော်ကောင်းတို့ဇာယတရှုကြကုန်လို့မှတ်ကြကုန်လို့ပွားများအားထုတ်ကြကုန်လို့မပမတ္ထမေမေလျော့လျော့ပေါ်ပေါ်ဆသာမနေကြကုန်နဲ့ပစ္စာခွင်ကောင်းလွန်ပြီးတော့နောင်အခါကာလ၌ပစ္စာတရားညောင်းဆောင်လဲလျောင်းရာဖြစ်သောနောင်အခါကာလ၌ဝိပ္ပတိတာရိနောရှေရခင်အခါကအာမထုတ်ခဲ့ရလေခြင်းဟူ၍ရှေရခင်ခါကမဉ္ဇဉ်ဘုံဉ္ဇဉ်တွေရသည့်အထိအာမထုတ်ခဲ့ရလေခြင်းဟူ၍နှလုံးမသာရာခြင်းသည်မအာဝုဒ္ဓမဖြစ်ကြစေကုန်နဲ့အယံဤကဲ့သို့သတိပေးရခြင်းသည်အမာကံစုစုထွတ်ထားမြတ်စွာဘုရားတို့၏အနုသာသနီအဆုံးအမဖြစ်ပါပေ၏အနုသာသနီလိုရင်နှုံးပြထုံအရာဖြင့်သုံးကြပါစေဆုံးမတော်မူချက်ပါပေသည်